ဆိုတော့ပထမဆုံးအနေနဲ့ပေါ့နော်ကျမတို့အခုချိန်မှာအတူတကွဝုတ်ပြုတ်ကိုယ်ွယ်ခွင့်ပေးတယ်ဒီထက်မကဘဲနဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့ဒီနေ့ရက်ထိကျမတို့ကိုနော်အသက်ရှင်ခွင့်ပေးတဲ့သူဖျားရှင်ရဲ့ဂျေစရောကိုချီးမွမ်းပါတယ်ဒီနေ့ပေါ့နော်ဒီမှာရှိတဲ့ယုံကြည်သူအယောက်ချမ်းစီတိုင်းဒီဖျားကိုကိုယ်ွယ်ဖို့အတွက်လာရောက်ကြတာဖြစ်တဲ့အားလျော်စွာမိမိရဲ့နှလုံးသားကိုယ်စိတ်နှလုံးသားအသီးသီးကိုပြင်ဆင်ပြီးမှဒီနေ့ချီးမွမ်းကိုးကွယ်ခြင်းကိုခံထိုက်တဲ့ဖခင်ကိုအတူတကွချီးမွမ်းကိုးကွယ်ရအောင်ဆိုပြီးမှဥစွာဖိတ်ခေါ်လိုတာဖြစ်ပါတယ်ဆိုတော့ကျမတို့အစီဝေးစတင်ဖို့အတွက်ကိုကျမတို့အနေငယ်ကျန်းချက်အဖြစ်ခွန်အားယူသွားကြရအောင်ရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး16အပိုင်ငယ်25ကနေ29ထိဖြစ်ပါတယ်ရာဇဝင်ချုပ်ပထမဆောင်ခန်းကြီး16အပိုင်ငယ်25ကနေ29ထိဖြစ်ပါတယ်ထာဝရဘုရားသည်ကြီးမြတ်၍အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏ဘုရားတကားတို့ထက်ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏တပါအမျိုးသားတို့၏ဘုရားရှိသည်များတို့သည်အချင်းဤတသက်ဖြစ်ကြ၏ထာဝရဘုရားမူကားမိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏ပုံတကူအာနုဘော်ဒီရှေ့တော်၌ရှိအစွမ်းတတိနှင့်ဝမ်းမြောက်ခြင်းအကြောင်းလေးနေတော်မူရာ၌ရှိလူအမျိုးမျိုးတို့ထာဝရဘုရားသည်ဘုံတကူအစွမ်းတတိရှိတော်မူသည်ဟုဝန်ခံကြလောရှိတော်မူသည်ဟုဝန်ခံကြလောထာဝရဘုရား၏နာမတော်သည်ဘုံကြီးတော်မူသည်ဟုဝန်ခံကြလောပူဇော်တက်ကကိုဆောင်ခဲ့လျက်ရှေ့တော်တို့ချင်းကပ်ကြလောတန်ရှင်တော်သစာကိုဆင်၍ထာဝရဘုရားကိုကိုးကွယ်ကြလောနှုတ်ကပတ်တော်ဂျာနာချင်းအဖြစ်ဝိညာဉ်ခွန်အာယူကြတဲ့အယောက်ချင်းစီမံတိုင်ပေါ်ဘုရားရှင်ကောင်းကြီးပေးပါစေအခုကျမဝပြုတ်ကိုးကွယ်ခြင်းအစီအစဉ်ရဲ့ဒီနေ့ program လေးကိုကျမတို့အနေငယ်ဖတ်အတိပေးချင်တာဖြစ်ပါတယ်တဘာပတိအဖြစ်ကျမမေရီနင်အဖြစ်ပဲဦးဆောင်သွားမှာဖြစ်တယ်နောက်ပြီးမှဒီကျမဆင်းသွားတာနဲ့တပါးတည်းမှာပဲ Praise and Worship အသင်းဖြစ်တဲ့ဆရာမအေလီနိုးနဲ့အဖွဲ့ကဦးဆောင်တွားမှာဖြစ်တယ်အစပြုဆုတောင်းကိုကျတော့တန်းလိုင်ဝင်းဦးတန်းလိုင်ဝင်းအဖြစ်ဦးဆောင်တွားမှာဖြစ်ပါတယ်အစပြုဆုတောင်းပြီးသွားတဲ့အချိန်မှာဧည့်သည်ကျိုးဆိုခြင်းရှိပါတယ်ဧည့်သည်ကျိုးဆိုခြင်းပြီးမှ group song တော် cherry win နဲ့အဖွဲ့ကတည်ခံဒီချင်းမွန်သွားမှာဖြစ်တယ်အသင်းဝင်တဲ့အတွက်ဆူတောင်းပေးခြင်းကဆရာအားချန်ကဖြစ်ပါတယ်ဦးဆောင်ပြီးမှဆူတောင်းပေးသွားမှာဖြစ်တယ်ပြီးတော့ကျမ်းစာဖတ်ခြင်းကိုဦးကျော်စိုးမင်းကဦးဆောင်သွားမှာဖြစ်ပါတယ်တည်ခံခြင်းကကိုဆရာကျော်ကတည်ခံသွားမှာဖြစ်ပြီးမှအလူငွေစက္ကတ်ခြင်းကိုဦးဆန်းလိုက်ဦးကဦးဆောင်သွားမှာဖြစ်တယ်တပင်လိုက်တဲ့ခြင်းကိုတော်ပန်းလင်းအဖြစ်ချီးမွမ်းသွားမှာဖြစ်တယ်အထူးဆုတောင်းကိုတော့ဆီယာမဒေါ်မေမေဝင်းအဖြစ်ဦးဆောင်သွားမှာဖြစ်တယ်လို့တေသနာရှင်ကိုကျတော့ဆီယာအားချန်အဖြစ်ဦးဆောင်သွားမှာဖြစ်တယ်တေသနာပြီးသွားတဲ့အခါမှာကျမတို့အပိတ်တချင်းအလုံးမတ်တရပြီမှာတချင်းဒီဆိုသွားမှာဖြစ်ပြီးတချင်းဒီဆိုအပြီးမှာဆီယာတော်ရဲ့ကောင်းချီးပေးခြင်းအဖြစ်ကျမတို့အစီအစဉ်ကိုရုပ်တင်သွားမှာဖြစ်ပါတယ်ဆိုတော့ကျမတို့အခုချိန်မှာ Praise and Worship အတင်းဖြစ်တဲ့အေလီနိုနဲ့အဖွဲ့ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ်အားလုံးပဲမင်္ဂလာပါခုမှာတော့တောင်ထိတ်နှိုက်လဲကူရောရှိတယ်ဆိုတဲ့တခြင်းလေးနဲ့ကူရောကိုအကုန်လုံးချီးမွမ်းကြမယ်
ကိုပြန်လဲပြီးတော့ချီးမွမ်းကြမယ်အားလုံးလက်ခုပ်တီးနိုင်တဲ့သူအကုန်လုံးလက်ခုပ်တီးကြမယ်နော်ခုချိန်မှာတော့အမွေခန်းဆိုတဲ့တခြင်းလေးနဲ့ကိုတော့ဆက်လက်ပြီးတော့ချင်းမွန်းကြမယ်
တောင်းကြပါစို့တချင်းမြတ်မြတ်ဆုံးလင်တော်မူ၍တာသမီတယောက်စတန်ကိုချစ်တော်မူသောဖာကိုတော်၏နာမတော်ရှိမှန်ပါတယ်ဒီနေ့တချင်းတော်ဥပုနေမှာတာသမီတယောက်စတန်ဝူပြုကိုကိုရတော်အရှိန်နာ၏ပြင်ဆင်ပေးလို့ကျေးဇူးတင်တဲ့ဖာဝူပြုကိုကိုမှု၌ပါဝင်ကြသူတယောက်စတန်ပေါ်၌လည်းဖျားသခင်သူပါရှိတော်မူပါတရားတင်နာဝင်ငှပေးမဲ့ဆရာပေါ်၌လည်းကိုတော်သူပါရှိတော်မူပါအစီအစဉ်စလက်ဆုံးကိုတော်လက်တော်ဆူတောင်းဆက်ကအနံတဲ့ခါမှာသခင်ယေရှုနာမကိုမြည်ပြည့်ဆူတောင်းဆက်ကအနံပါ၏အာမင်ကျွန်တော်လည်းဒီနေ့တရက်ဆက်လက်ပြီးတော့အသက်ရှင်ခွင့်ပေးတဲ့ဖျားရှင်နာမတော်တိုင်ပုံကြီးပါစေဖျားရှင်ကောင်းမြတ်တယ်အပတ်စဉ်မှာလည်းကောင်းမြတ်တယ်အားလုံးကျွန်တော်အတူတကွတည်ဆူရအောင်ဖျားသခင်ကောင်းမြတ်တယ်ကျွန်တော်အပေါ်မှာဒုတိယချိန်မှာဖျားသခင်ကောင်းမြတ်တယ်ကျွန်တော်မိသားစုပေါ်မှာဆိုပြီးတော့အဲ့ဒီနှစ်ခုလေးကိုကျွန်တော်အတူတကွကြွကြွရအောင် ready 1 2 3ဖျားသခင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာနောက်တစ်ခါဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာနောက်တစ်ခါဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာမိသားစုနော်ကဲ1 2 3ဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုပေါ်မှာဖျားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်မိသားစုပေါ်မှာအားလုံးဖျားရှင်ကောင်းကြီးပေးပါစေကျွန်တော်ဟာတည်ဆုံးနိုင်တယ်ဒီတစ်ပတ်ထဲမှာကျွန်တော်လူမဆုံးဘဲနဲ့လည်းဖြစ်နိုင်တယ်ဒါမဲ့ဒီနေ့အထိကျွန်တော်အသက်ရှင်ခွင့်ပေးတာဖျားသခင်ဖြစ်တဲ့အတွက်ကြောင့်ထိုဖျားသခင်ကိုအမြဲတမ်းကိုရောအကြောင်းဖြစ်တယ်ကိုရောအကြောင်းဖြစ်တယ်ဆိုပြီးတော့အမြဲတမ်းဖျားသခင်ကိုချီးမွမ်းရအောင်ဒီနေ့ကျွန်တော်ပထမအဦးဆုံးဒီမိသားရမှာပါဝင်တဲ့သူရှိတော့ပထမဆုံးကျွန်တော်ကျမဒီမှာပထမဆုံးပါဝင်ပါတယ်ဆိုတဲ့သူခဏလေးမတက်ရပေးဖို့ရန်တွဲယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်ပထမဆုံးပါဝင်တဲ့သူဟုတ်လားအော်ဟုတ်ပြီဒါဆိုရင်ဒီနေ့ကျွန်တော်လူတွေမရှိပေမဲ့ကျွန်တော်အရင်မိတ်ဟောင်းတွေရောက်လာတယ်ဆိုတော့တကယ်ကျေးဇူးတင်တယ်သူကဒီဆရာကျော်လဲနောက်ဆိုရင်ကျွန်တော်တာသနာပြုတ်ကိုတွားတော့မယ်ထင်တယ်ဆိုတော့သူတို့အတွက်လည်းမကြခင်စီစဉ်ထားတာအချိန်ဖျားသခင်ကကောင်းကြီးပေးတယ်ဆိုရင်သူလည်းမကြခင်တာသနာပြုတ်ကိုတွားဖို့ရန်အတွက်အစီအစဉ်ရှိတယ်ဆိုတာထပ်ပြီးတော့ကျွန်တော်ကျင်းရချင်းလဲဆိုတော့ဒီနေ့အတွက်ကတော့ကျွန်တော်ထူးထူးထွေးဘာမှအကျူစရာမရှိဘူးဒီနေ့ကျွန်တော်ပြောသလိုဒီမှာဒီတာပဲဖြစ်ဖြစ်အပေါ်မှာကွန်ပျူတာကိုင်တာပဲဖြစ်ဖြစ်ဒီညမှာကျွန်တော်အစီအစဉ်မှာပါဝင်တာပဲဖြစ်ဖြစ်ဒီအားလုံးဟာကျွန်တော်ဒီဖျားအမှုတော်မှာပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ဒါတွေဟာကောင်းကြီးဖြစ်တယ်ကျွန်တော်အော်အေးโอเคဒီမှာကျွန်တော်တွေ့ပြီလူတစ်တယောက်တွေ့သွားပြီသူမတည့်ဖို့နည်းနည်းရှက်တာနဲ့ဘေးကနေအတင်းမတည့်ခိုင်းတာဆရာမကဘာပဲဖြစ်ဖြစ်ကျွန်တော်ဒီမတည့်ရတာကျွန်တော်အားလုံးကမြင်ချင်းလို့ပါအားလုံးလက်ခောက်တီးပြီးတော့ကျူဆိုပေးကြရအောင်တကယ်ကျေးဇူးတင်တယ်ကျွန်တော်ဒီမှာအမြဲတမ်းလာရောက်ပါဝင်ပါကျွန်တော်ဒီမိသားရလေးကထိုင်ခုံမှာထိုင်ဖို့မဟုတ်ဘူးဒီနေရာလေးကျွန်တော်ကအားလုံးပါဝင်ဖို့ဖြစ်တယ်ဆက်ကပ်ဖို့ဖြစ်တယ်ဘုရားသခင်အတွက်စက္ကန့်ခွင့်ရတဲ့နေရာဟာကျွန်တော်ဘုရားရှိခိုးဖို့တွားတဲ့နေရာဖြစ်တယ်ဘာလို့ဆိုတော့အလကားတက်ထိုင်တာထက်စာရင်ဘုရားအတွက်ပါဝင်ခွင့်ရတာပို့ပြီးတော့ကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းပါဝင်တင်မကဘူးဆက်ကပ်ပါဒီဘက်ဆိုတချင်းဆိုမဲ့ဖွဲ့တွေလည်းရှိတယ်ဒါတွေဟာဖះအတွက်နေရင်ထိုင်ရင်နဲ့ကောင်းကြီးရတာဖြစ်တယ်ဆိုတော့တကယ်ဒီနေ့အစီအစဉ်မှာပါဝင်တဲ့သူတွေအားလုံးပေါ်မှာအထူးပဲကျေးဇူးတင်ပါတယ်ဆိုတာထပ်ပြီးတော့ကျွန်တော်ကျေးဇူးတင်စကားပြောချင်တယ်ကျန်တဲ့အပိုင်းကတော့ကျွန်တော်နောက်မှပဲပြန်ပြီးတော့အစီအစဉ်မှာပြန်လည်ပြီးတော့ပေါ့မှာဖြစ်တယ်ကျေးဇူးတင်တယ်ကျွန်တော်ဒီအချိန်မှာကျွန်တော်ဆက်လက်ပြီးတော့ကျွန်တော်ဒီအဖွဲ့တချင်းတည်ဆူဖို့ဖြစ်ပါတယ်အဖွဲ့တချင်းတည်ဆူမဲ့အဖွဲ့တွေကိုကျွန်တော်အားလုံးလက်ခောက်တီးပြီးတော့ကျူဆူကြရအောင်တော့ဖျားခင်ကုံတော်ကိုဖုံးငယ်ဆိုတဲ့ချင်းလေးရဖြစ်ဖျားကုံတော်ချွတ်ချင်ပါတယ်ဒီမှာတော့ပြောချင်တဲ့တစ်ချက်လောက်နော်
တော့ချယ်ရီဝဲလို့ပါနေတော့ပါလင်းဆိုတော့သမီးကနှစ်ပုတ်ဖြစ်နေတော့เนาะဒီနေ့ကတပင်တိုင်မဆိုနိုင်ဘူးပေါ့เนาะဒီဖွဲ့တဲ့ချမ်းပြဖျားခင်ကိုတော့ချီးမွမ်းပါမယ်လို့
general teaching ha general တင်ဝင်တက်ကို general ကျူဟာဖို့ရန်အတွက်ကျူဆူဆူတောင်းပြဖို့အတွက်အချိန်ဖြစ်ပါလိမ့်မယ်ကျေးဇူးပြုပြီးတော့တင်ဝင်တက်များဖြစ်ကြတဲ့general ဒီကျော်စောဦးနဲ့မိသားစုရဲ့ပြီးတော့ကျွန်တော်ကိုရောချိုင်တို့မိသားစုကျေးဇူးပြုပြီးတော့ရှိမနေရယူပေးဖို့အတွက်ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်ဘာဖြစ်လို့ကျွန်တော်ဒီလိုအတင်းဝင်အတွက်လက်ခံပြီးတော့ကျွန်တော်ဆူတောင်းပေးတယ်လေဆိုရင်ကျွန်တော်မိသားစုတစုအနေနဲ့ဒီနေ့ကျွန်တော်တမတ်ထားတာဖြစ်တယ်တယောက်လူဆိုတာတာရဲ့နာရဲ့ရှိတဲ့အတွက်ကြောင့်ကျွန်တော်အမြဲတမ်းမိသားစုတစုလိုပဲကျွန်တော်တို့တကွာဒီမဟာခါမြို့ချင်းပြည်နယ်မှာအသက်ရှင်တဲ့ကာလပတ်လုံးတို့တကွာနေထိုင်ကြဖို့ဖြစ်တဲ့အတွက်ဘယ်ချင်းပဲဖြစ်ဖြစ်ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေမိမိအခြေအနေတိုင်းကိုကျွန်တော်ကိုအတိပေးပါအကြောင်းကြပါအမြဲတမ်းအတူတကွအေးတူပုံမြကျွန်တော်လက်တွဲမှာဖြစ်တယ်ကျေးဇူးပြုပြီးတော့ရှေ့ထွက်ပြီးတော့နေရာယူပေးဖို့အတွက်မိသားစုနှစ်စုကိုဖိတ်ခေါ်ပါတယ်ကျေးဇူးတော်ကြောင့်အရင်ပတ်စနေနေ့မှာလည်းကျွန်တော်ဒီမှာမိသားစုတစုကိုကျွန်တော်လက်ထပ်ပေးခဲ့တာဖြစ်တယ်ကျွန်တော်ဒီမှာအမြဲတမ်းပါဝင်တဲ့ Isaac Slime Isaac ပေါ့နော်နည်းနည်းချောချောကျွန်တော်လူပေါ့နော်အတားလည်းနည်းနည်းဖြူတဲ့တယောက်သူလည်းဒီမှာကျွန်တော်ဒီမှာမင်္ဂလာဆောင်မလို့ထားမယ်ဖျက်ချောင်းတအားကြီးတယ်ဆိုပြီးတော့ဟိုမှာပဲကျွန်တော်လက်ထပ်တာဖြစ်တယ်အိမ်မှာကျေးဇူးတော်ကြောင့်အိမ်ထောင်အစ်စ်ဆက်လေးတခုကျွန်တော်ရတယ်ဆိုတာကိုလည်းတည်င်းကောင်းပါလိုက်ပါတယ်အရင်ပတ်လက်ကျေးဇူးတော်ကြောင့်လူ9ယောက်နှစ်ချင်းခါတဲ့အတွက်လည်းကျေးဇူးတင်နေဆိုတော့ကျွန်တော်အားလုံးစိတ်ထဲကနေဒီမိသားစုနှစ်စုအတွက်ကောင်းချီးပေးပါဆုတောင်းပေးပါကျွန်တော်ကအတန်ထွက်ပြီးတော့ဆုတောင်းပေးမှာဖြစ်တယ်အားလုံးမိသားစုအတွက်ခဏဆုတောင်းဆက်ကပ်ပေးကြအောင်ဟာလေလုယာအသက်ရှင်အနန္တကိုနေပြည့်စုံတော်မူသောအဖကိုရရှင်ဖျားဒီGrace Myanmar Fellowship ကိုစတင်တည်ထောင်တဲ့ကေတော့ကိုရရှင်ဖျားဒီမိသားစုအတင်းတော်လေးရဲ့ဦးခေါင်းဟာကိုရောတာလင်ဖြစ်ကြောင်းနဲ့ယနေ့ကိုရရှင်ဖျားရဲ့အိမ်တော်ကိုရရှင်ဖျားရဲ့အရေးတော်မှာမိသားစုတစုအနေနဲ့ဒီနေ့ခိုလုံဆက်ကကြတဲ့ဒီမိသားစုနှစ်စုအတွက်ကိုရရှင်ဖျားရဲ့ရှိတော်မဟုတ်ပါဆက်ကပြီးတော့ဆုတောင်းခြင်းပါတယ်ဒီမိသားစုနှစ်စုရဲ့အတ္တဟာကိုရောရဲ့လက်ထဲမှာရှိတယ်ဒီမိသားစုရဲ့အနာဂတ်ထွက်သက်ဝင်သက်ဂျာမာရဲ့ပညာရဲ့ကိုရရှင်ဖျားတို့ရဲ့စာဝတ်နေရမှာအစားကိုရရှင်ဖျားသူတို့စပင်ကနေခြေဖျားအထိကိုရရှင်ဖျားတည်တော်မိသားစုမြဖြစ်ကြပါတယ်ယနေ့ကိုရရှင်ဖျားတည်ထောင်ထားတဲ့ဒီမိသားရဲ့အတင်းတော်လေးမှာကိုရရှင်ဖျားဒီနေ့မိသားစုအနေနဲ့ဝင်ရောက်ဆက်ကကြတဲ့အခါမှာကိုရရှင်ဖျားကိုရောရဲ့ချစ်ချင်းမေတ္တာအပြင်တယောက်နဲ့တယောက်တလုံးတဝါကျွန်တော်ချီနှောင်းလဲဝန်နေတဲ့အချိန်မှာအတူတကွဝန်နေချင်းကိုခံလဲဝန်တာတဲ့အခါမှာအတူတကွမျှဝဲခံစားကြဖို့ဒီနေ့ကိုရရှင်ဖျားအတင်းတော်မှာဆက်ကတဲ့အခါမှာကိုရရှင်ဖျားဒီမိသားစုနှစ်စုအပြင်ဒီအတင်းတော်ဒီမိသားရဲ့ကိုကောင်းချီးဖြစ်စေပါကိုရရှင်ဖျားသူတို့မိသားစုပေါ်မှာကိုရောကောင်းချီးပေးပါကိုရောဒီသူတို့ရဲ့အကွယ်ကားဖြစ်ပါကိုရောဒီသူတို့ကိုကြွေးမွေးတော်ရှင်ဖြစ်စေပါကိုရောဒီသူတို့ကိုကိုယ်ကာမဆတော်ဖျားဖြစ်ပါကိုရောရဲ့လက်တော်တော့ကိုရောဒီမိသားစုနှစ်စုကိုဆက်ကအနှံပါတယ်ကိုရရှင်ဖျားသူတို့ရဲ့ဂျာမာရဲ့ကိုရရှင်ဖျားလက်ထဲမှာရှိတယ်လုံခြုံချွမ်းတဲ့ကိုရရှင်ဖျားကောင်းချီးပေးလေသူတို့ရဲ့စာဝတ်နေမှာအသက်မွေးကြောင်းမှာလူအတာကစာကိုရရှင်ဖျားသူတို့မိသားစုကလေးတွေရဲ့အနာကပင်ရဲ့မှာဆုံးကိုရရှင်ဖျားခွဲခမတားလေကိုရကောင်းချီးပေးပါမြတ်ကြောင်းဒီမိသားစုနှစ်စုကိုရလက်တော်မှာယနေ့ပြန်လဲပြီးတော့ကိုရဘက်တိတ်ပေးထားတဲ့ကျွန်တော်မျိုးဆက်ကဆုတောင်းတဲ့အခါမှာခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်အပြင်ကောင်းချီးပေးလေယေရှုနာမအပြင်အလိုသေးစွာနဲ့ဆုတောင်းကောင်းချီးပေးပါရမယ်ဆိုတော်ဖျားအာမင်ခဏလေးကျွန်တော်အတင်းဝင်လက်မှတ်ကိုကျွန်တော်အတွင်းမှုကပေးဖို့ရန်အတွက်အတွင်းမှုယေရှုနာမအပြင်ဖိတ်ခေါ်ပါတယ်ကျွန်တော်ဒါအတင်းဝင်လက်မှတ်လေးဖြစ်တဲ့အင်ထောင်ဦးစီကကိုကျော်စိုးကိုရောချိုင်အရင်ယူမှာဖြစ်တယ်မိသားစုကအနေငယ်အားလုံးလက်ခောက်တီးပေးကြရအောင်မိသားစုကအနေငယ်ပြင်ဆင်ထားတဲ့လက်ဆောင်လေးလည်းရှိတယ်။ဆန်အိတ်တဝက်လေးနဲ့စီတပိတ်သားလေးဖြစ်တယ်။အဲ့ဒါလည်းလက်ခံပေးဖွင့်အတွက်ယေရှုနာမနဲ့ဖိတ်ခေါ်ပါတယ်။ကိုကျော်စိုးဦးတို့မိသားစုအတင်းဝင်လက်မှတ်ယူဖို့ရန်အတွက်ဖြစ်ပါတယ်။
တင်းတော်နဲ့ပြင်ဆင်ထားတဲ့ကျွန်တော်ဆန်အိတ်တဝဲလေးရဲ့ DC တပိတ်သားလေးရဲ့ဒါမိသားစုရဲ့အနေချင်းလက်ဆောင်ဖြစ်ပါတယ်ကဲအားလုံးကျေးဇူးတင်ပါတယ်ဒီနေရာမှာပြန်ယူလို့ရပါပြီကျေးဇူးတင်တဲ့ဒါလေးဟာကျွန်တော်ရဲ့မိသားစုနှွေထွက်တဲ့မိသားစုလေးဖြစ်တယ်ကျွန်တော်လောကကြီးထဲမှာကျွန်တော်ဘယ်လောက်ထိအသက်ရှင်မလဲဆိုတော့မသိဘူးမသိချဘူးကျွန်တော်အသက်ရှင်တဲ့ကာလလေးမှာဒီကျွန်တော်ပတ်ဝန်းကျင်ဒီမိသားစုလေးနဲ့ချစ်ချစ်ခင်ခင်လေးနဲ့တကူကောင်းဆန်ချင်းမဟုတ်ပင်နဲ့တယောက်နဲ့တယောက်မျှဝေတဲ့ချစ်ချင်းမေတ္တာအဖြစ်ကျွန်တော်ချင်းချင်းမိသားရဖွဲ့ဖွဲ့အတွက်မိသားစုမျိုးဖြစ်ကြတယ်ကျေးဇူးတင်တယ်ကျွန်တော်အချိန်ကိုပြန်လည်ပြီးတော့အစီအစဉ်အတိုင်းတပါပတိအလာမမဟုတ်တော့ဘူးဆိုတော့ကျွန်တော်ဒီကျန်းစာဖတ်ဖွဲ့အတွက်တိကိုအခန်းကြီး3ရောက်ပါပြီဆိုတော့ဒီကျန်းချက်ကိုဥဆောင်ပေးဖွဲ့အတွက်ကျွန်တော်ဦးကျော်စုမင်းကိုမင်းကကျွန်တော်ဥဆောင်ပေးမှာဖြစ်တယ်ကျန်းစာမရှိတဲ့သူတွေရှိမှာโอเคဒီမှာစင်တင်ရေးထားပြီးပြီဆိုတော့ဥဆောင်ဖို့ဆရာဖိတ်ခေါ်ပါတယ်ဟယ်လိုကဲအားလုံးပဲဖခင်သခင်ကောင်းကြီးပေးပါစေကဲကျွန်တော်တို့ကျမ်းစာလေးကိုဖတ်လိုက်ရအောင်အတူတူတစ်ကောခန်းကြီး3အားလုံးတူတူလိုက်ဖတ်ပေးပါနော်ညီအကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတကဲ့သို့သင်တို့အားဟောပြောရသောအခွင့်မရှိဘဲဇာတိပဂတိလူတို့အား၎င်းခရစ်တော်၌တငယ်ကလေးတို့အား၎င်းဟောပြောတကဲ့သို့ဟောပြောရ၏ယခုတိုင်အောင်သင်တို့သည်ခဲပွဲစားပွဲကိုမကြေနိုင်သောကြောင့်ငါမကြွေးရနို့ကိုသာတိုက်ရ၏ယခုပင်လည်းသင်တို့သည်မကြေနိုင်သေးယခုပင်လည်းဇာတိပဂတိလူဖြစ်ကြသေး၏ဂုံပြိုင်ခြင်းရန်တွေ့ခြင်းအချင်းချင်းကွဲပြားခြင်းရှိသည်ဖြစ်၍သင်တို့သည်ဇာတိပဂတိလူဖြစ်ကြသည်မဟုတ်လောလောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည်မဟုတ်လောတယောက်ကငါသည်ပေါလု၏တပည့်ဖြစ်၏ဟု၍၎င်းတယောက်ကငါသည်အာပေါလုတပည့်ဖြစ်၏ဟု၍၎င်းအသီးသီးပြောကြလျင်ဇာတိပဂတိလူဖြစ်ကြသည်မဟုတ်လောပေါလုကအဘယ်သူနည်းအာပေါလုကအဘယ်သူနည်းအခြားသောသူမဟုတ်ထာဝရဘုရားသည်အသီးသီးတို့အားအခွင့်ပေးသနာတော်မူသည်နှင့်အညီသင်တို့ကိုယုံကြည်ခြင်းသို့ရောက်စေသောဓမ္မဆရာပေတည်းငါသည်စိုက်ပျိုးသောသူဖြစ်၏အာပေါလုသည်ရေလောင်းသောသူဖြစ်၏အပင်ကိုကြီးပွားစေသောသူကဘုရားသခင်ပေတည်းမတတ်နိုင်ရေလောင်းသောသူလည်းမတတ်နိုင်ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၏သို့တော်လည်းစိုက်ပျိုးသောသူနှင့်ရေလောင်းသောသူသည်တလုံးတဝရီဖြစ်၍အသီးအသီးမိမိလုပ်သည့်အတိုင်းမိမိအကျိုးကိုခံရလိမ့်မည်ငါတို့သည်ဘုရားသခင်၌အလုံးလုံးသောသူချင်းဖြစ်ကြ၏သင်တို့သည်ဘုရားသခင်၏ဥယျာဉ်တော်ဖြစ်ကြ၏ဘုရားသခင်၏ကျောင်းတော်တိုက်လည်းဖြစ်ကြ၏ဘုရားသခင်၏ကျေးဇူးတော်ကိုငါခံရသည်နှင့်အညီအလိမ္မာသောဘိတုကာကဲ့သို့တိုက်မြစ်ကိုချပြီးအခြားသောသူသည်ထပ်ဆင့်၍တိဆောက်လေ၏တို့ရာတွင်အဘယ်သို့ထပ်ဆင့်၍တိဆောက်သည်ကိုလူတိုင်းသတိပြုပါစေအကြောင်းမူကားခြားပြီးသောတိုက်မြစ်သည်ယေရှုခရစ်မှတပါအခြားသောတိုက်မြစ်ကိုအဘယ်သူမျှမချနိုင်ထိုတိုက်မြစ်အပေါ်၌ရွှေငွေကြောက်ကောင်းတစ်သားမြက်ပင်ကောက်ရိုးများကိုထပ်ဆင့်၍တိဆောက်သောသူရှိသမျှအသီးသီးလှုပ်သောအလုပ်သည်ထင်ရှားလိမ့်မည်အဘယ်သို့နည်းဟုမူကားဖော်ပြခြင်းနေရသည်မိအားဖြင့်ထင်ရှားစေလိမ့်မည်လူတိုင်းလှုပ်သောအလုပ်သည်အဘယ်သို့သောအလုပ်ဖြစ်သည်ကိုမိသည်စစ်ကြောစုံစမ်းလိမ့်မည်ထိုတိုက်မြစ်အပေါ်၌ထပ်ဆင့်၍တိဆောက်သောအကျဉ်သူ၏အလုပ်သည်မြဲ၏ထိုသူသည်အကျိုးကိုရလိမ့်မည်အကျဉ်သူ၏အလုပ်သည်ကျွမ်းလောင်၏
ထိုသူသည်အရှုံးခံလိမ့်မည်သို့တော်လည်းမိနှင့်လွတ်တကဲ့သို့သူသည်ကဲတင်ခြင်းသို့ရောက်လိမ့်မည်သင်တို့သည်ဖျားသခင်ဤဗိမာန်တော်ဖြစ်ကြသည်ကို၎င်းဖျားသခင်ဤဝိညာဉ်တော်သည်သင်တို့ထဲ၌ကိန်းဝတ်တော်မူသည်ကို၎င်းမတိကြသလောအကျဉ်သူသည်ဖျားသခင်ဤဗိမာန်တော်ကိုဖျက်ဆီး၏ထိုသူကိုဖျားသခင်ဖျက်ဆီးတော်မူလိမ့်မည်ဖျားသခင်ဤဗိမာန်တော်သည်တန်ရှင်းရ၏သင်တို့သည်လည်းထိုဗိမာန်တော်ဖြစ်ကြ၏အဘယ်သူမျှမိမိကိုမလှည့်ပြားစေနှင့်သင်တို့တွင်အကျဉ်သူသည်ဤလောက၌ပညာရှိဖြစ်သည်ဟုကိုထင်၏ထိုသူသည်ပညာရှိအဖြစ်သို့ရောက်လိုသောငါလူမိုက်ဖြစ်ပါစေအကြောင်းမူကားလောကီပညာသည်ဖျားသခင်ရှေ့၌မိုက်မဲခြင်းဖြစ်၏ကျမ်းစာလာသည်ကားဖျားသခင်သည်ပညာရှိတို့ကိုသူတို့၏ပရိယေအားဖြင့်ဖန်ဆီးတော်မူ၏ဟုလာတည်းတဖန်တုံပညာရှိတို့၏အကြံစီတို့သည်အချီးနှီးဖြစ်ကြောင်းကိုထာဝရဖျားသိတော်မူ၏ဟုလာတည်းထိုတို့ဖြစ်လျင်အဘယ်သူမျှထိုလူတို့၌ကြွားဝါခြင်းမရှိစေနှင့်ခတ်သိမ်းသောအရာတို့သည်သင်တို့အဖို့ဖြစ်ကြ၏ပေါလုဖြစ်စေအာဘောလုဖြစ်စေကေဖဖြစ်စေဤလောကဖြစ်စေအသက်ရှင်ခြင်းဖြစ်စေသေခြင်းဖြစ်စေမျက်မှောက်အရာဖြစ်စေနောင်လာလက်တန့်သောအရာဖြစ်စေခတ်သိမ်းသောအရာတို့သည်သင်တို့အဖို့ဖြစ်ကြ၏သင်တို့သည်လည်းခရစ်တော်အဖို့ဖြစ်ကြ၏ခရစ်တော်သည်လည်းဖျားသခင်အဖို့ဖြစ်တော်မူ၏ကျမ်းစာဖတ်တဲ့လူအလုံးဖျားသခင်ကောင်းကြီးပေးပါစေဟာလေလုယာဟာလေလုယာဟာလေလုယာကျေးဇူးတင်တဲ့ဒီနေ့မှာကျွန်တော်ဒီ great chat အတင်းတော်မှာကျွန်တော်တို့ညီကောင်မတို့အတူတကွဘုရားသခင်ချီးမွမ်းခွင့်ရတဲ့အတွက်ရောက်စီတိုင်းဘုရားသခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေအခုကတော့ကျွန်တော်တို့ကတတိခံမှုဖြစ်တယ်ကျွန်တော်စေဦးသွားတတိမခံခင်ကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးခြင်းနဲ့ကျွန်တော်ကမော်လမြိုင်မှာနေတဲ့သူဖြစ်တယ်မော်လမြိုင်မှာနေပြီးတော့ကျွန်တော်ထိုင်းနိုင်ငံမှာအလုပ်တလုပ်တယ်ကျေးဇူးတော်ကြောင့်ကျွန်တော်ရဲ့ကျမ်းမာခြင်းအဖြစ်ဘုရားသခင်ကိုရခဲ့တာဖြစ်တယ်ထိုင်းနိုင်ငံနေကူကျွန်တော်ဟက်ခါမှာစပွန်ဆာနဲ့ကျွန်တော် CPC အကြောင်းတက်နေတာဖြစ်တယ်အခုစကန်စီယာပြီးပြီးကျေးဇူးတော်ကြောင့်ဖြစ်တယ်ဒါကဘုရားသခင်ရဲ့ကျွန်တော်ဘုတ်ကိုထားသိခဲ့တဲ့တက်တည်ဖြစ်တယ်အခုကျွန်တော်တက်တည်ခံမှာကဘုရားသခင်ကျွန်တော်ကိုပံ့ပိုးပေးတဲ့အရာဖြစ်တယ်ဟာလေလုယာဟုတ်ပြီကျွန်တော်နည်းနည်းလေးတက်တည်ဘုရားကောင်းမြတ်ကြောင်းပြောချင်တယ်ဗာလဲဆိုတော့ကျွန်တော်ဒီ2020မှာကိုဗစ်ကာလရောက်တဲ့အချိန်ပေါ့နော်လူတိုင်းသိတယ်အဲ့ဒီအချိန်တုန်းကဘာဖြစ်လဲဆိုတော့လူတွေအကုန်လုံးကျွန်တော်တို့ကြောင်းလဲပိတ်ကြတယ်ကြောင်းပိတ်တဲ့အခါမှာဒီကျွန်တော်စပွန်ဆာပေးတဲ့ဆရာမတွေကကဲကျော်စိုးတရဏမယကျော်စိုးဦးဖြစ်တယ်နော်ဒီမှာဆရာကျော်ဟိုမှာကျော်စိုးမင်းဆိုတော့ကျွန်တော်ထင်တာတရဏမယအရင်ကကျော်စိုးဦးဖြစ်တယ်မိတ်ဆက်ပြီးတာဖြစ်တယ်နောက်လမ်းမသူလည်းခေါ်ပါပြောပါနှုတ်ဆက်ပါဟုတ်ပြီကျွန်တော်ကိုဗစ်ဖြစ်တဲ့အချိန်မှာကျွန်တော်ဆရာဒီစပွန်ဆာပေးတဲ့ဆရာမတွေကကျွန်တော်ကိုမော်လမြိုင်ကိုပြန်ဖို့ရန်အတွက်ကျွန်တော်ကိုပြောတယ်အေးပေါ့ပြန်ဆိုတော့လည်းပြန်မှာပေါ့ကျွန်တော်ပြန်ဖို့ရန်အတွက်ပြင်ဆင်တယ်ကျွန်တော်ကားလက်မှတ်သုံးဝယ်တယ်ကားလက်မှတ်သုံးဝယ်တဲ့ခါမှာလက်မှတ်ဂိတ်ကိုရောက်တဲ့ခါမှာဖခင်ရဲ့စကားပြောတန်ကိုကျွန်တော်ကြားတယ်ဘာကိုကြားလဲဆိုတော့ငါကတပြည့်နွယ်ပင်ဖြစ်တယ်တဲ့တင်ဟာအခက်ဖြစ်တယ်အကျဉ်သူဒီငါနိုင်တည်တယ်ငါဒီလဲသူနိုင်တည်မယ်လို့ပြောတာလေငါနဲ့ကြွာရင်တဲ့တင်တို့တွေဘယ်မှုများမတတ်နိုင်ဘူးဘယ်အတီးကိုမှလည်းတီးမှမဟုတ်ဘူးလို့ကျွန်တော်အဲ့စကားတောင်ကြားလိုက်တယ်ဒါဘာမှရှိလဲဆိုတော့ကျွန်တော်တို့ဒီယောဟန်အခန်းကြီး15အငယ်9မှာရှိတယ်ဟာအဲ့ဒီတောင်ကိုကျွန်တော်ကြားတဲ့အခါမှာချက်ချင်းကျွန်တော်ဆိုင်ကရက်ပြီးတော့ဟာဘာဖြစ်လို့ကိုရောငါဒီစကားပြောတာလဲဒါဆိုရင်ဘုရားသခင်ကငါ့ကိုဒီဟက်ခါကနေမော်လမြိုင်ကိုတွားဖို့ရန်အတွက်အလိုမရှိဘူးလားဘာဖြစ်လို့ဘုရားသခင်နဲ့ကြွာသွားရင်ကျွန်တော်တွေဘယ်ရောက်မှမပြုတ်နိုင်ဘူးလို့ပြောတဲ့အခါမှာကျွန်တော်အရန်ကြောက်သွားတယ်ဒါဆိုလို့ရှိရင်ဘုရားသခင်ကငါ့ကိုမော်လမြိုင်တွားဖို့ရန်အတွက်အလိုမရှိတော့ကျွန်တော်တ
ဒီကျွန်တော် CBC ကျောင်းကျွန်တော်ဆရာကြီးကိုပေါ့နော်ကျွန်တော်ဖုန်းဆက်တယ်ဆရာကျွန်တော်တို့မော်လမြိုင်မှာပြန်ကြည့်ဘာကြောင့်တော့မော်လမြိုင်မှာကကျွန်တော်မိသားစုကဗုဒ္ဓဘာသာဖြစ်တယ်ကျွန်တော်ဗုဒ္ဓဘာသာတွေရောက်သွားရင်ကျွန်တော်ဖုန်းကြီးဖြစ်မှာဖြစ်တယ်ဘာကြောင့်ဆိုတော့ကျွန်တော်စင်မျိုးတိုင်ဝမ်တွေကဗုဒ္ဓဘာသာတွေဖြစ်တယ်သူတို့ကဓမ္မစလိကအကြောင်းကောက်ကောက်နားလေတဲ့သူတွေဖြစ်တယ်အဲ့ကြောင့်ဟာဒါဆိုရင်မဖြစ်နိုင်ဘူးကျွန်တော်ဆရာကြီးစီဖုန်းဆက်တယ်ဆရာကျွန်တော်တော့မပြန်ချင်ဘူးကျွန်တော်ဒီဟက်ခါမှာပဲကျောင်းဆက်သက်ချင်တယ်ကျွန်တော်ကူညီပါဦးစပွန်ဆာတွေရတယ်ကျွန်တော်ကိုပေးပြန်တာပေါ့နော်ကျွန်တော်ပြောတော့ဆရာကြီးကချစ်ချင်းပဲကျွန်တော်ကိုအကြောင်းပြန်တယ်ဟာကျော်စိုးရပါတယ်ငါကျောင်းမှာလာနေပါဆိုတော့ကျွန်တော်သွားနေတယ်ဒါပေမဲ့ဖျားသခင်ရဲ့ဒီအတန်တော်မှာကျွန်တော်ဝင်ခံတဲ့အခါမှာဖျားသခင်ကကျွန်တော်ကိုတစ်နှစ်တာပတ်လုံးပေါ့နော်အကောင်းဆုံးပြင်ဆင်ပေးခဲ့တယ်ဒီ2021ထိပေါ့နော်ဖျားသခင်ပြင်ဆင်ပေးခဲ့တယ်2023မှာဘာဖြစ်လဲဆိုတော့ကျွန်တော်အားလုံးသိတဲ့အတိုင်းပဲနိုင်ငံရေးဖြစ်တယ်မဟုတ်လားအကုန်ကွမ်းကွင်းသူတို့ကခြားဟာကျွန်တော်စိုးရိမ်တယ်လူတွေကအကုန်လုံးပြေးကြပြီဟာငါဘယ်ကိုပြေးရမလဲပြေးမဲ့နေရဆိုလို့ CBC ကြောင်းတစ်ကြောင်းမှရှိတယ်ဆိုတော့ဟာကိုရဲလောက်ပါကိုရောပြောတော့ငါနိုင်တီလို့ရှိတင်ကအတီးတီးမယ်အခုအတီးတွေတီးနေမဟုတ်ဘယ်ကိုပြေးလို့ပြေးရမှမသိဘူးလောက်ပါကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့ဆုတောင်းတဲ့အခါမှာဘုရားသခင်ကမကြောက်နဲ့တင်းရှိမှငါရှိတယ်တင်းကိုငါမစွန့်ဘူးတင်းနဲ့သူငါရှိမယ်လို့ပြောတယ်အဲ့ဒါမှတော့ကျွန်တော်ယောရှုမှာဖြစ်တယ်ယောရှုအခန်းကြီးတဲ့အငယ်9မှာပြောတာလေတင်အသက်တီတီကာလပတ်လုံးတင်နဲ့သူငါရှိမယ်ဟာလေလုယာတင်းရှိမှဘယ်သူမှမခံမရက်နိုင်ဘူးတင်းကိုငါယောရှုအစ်မှရှိတဲ့ကဲ့သို့တင်နဲ့သူငါရှိမယ်လို့ပြောတာလေတင်းကိုငါမစွန့်ဘူးဘယ်တော့မှမစွန့်လို့ပြောတာဟာလေလုယာအဲ့တော့ကျွန်တော်ကြားထဲမှာခွန်အားရတယ်ဒါပေမဲ့ခွန်အားတော့ရတယ်စားစိတ်ကလည်းကုံတော့မယ်လောက်ပါအောင်ကိုတော့ရေစားစိတ်ကကုံတော့မယ်ဘယ်လိုလုပ်မလဲပြီးကျွန်တော်ဘယ်လိုဆက်ပြီးတော့လမ်းလျှောက်အောင်မလဲပေါ့နော်အဲ့ဒါဖះเจ้าနယ်လည်းပိတ်ပြီဆိုတော့ကျွန်တော်ဆုတောင်းတယ်ဒါပေမဲ့မမျော်လင့်မဲ့နဲ့ကျွန်တော်တို့ဒီ2021ဒီ3လပိုင်းမှာဒီလုံတန်းကနော်ကျွန်တော်ကျောင်းနေပဲဖြစ်တယ်သူကကျွန်တော်အကူညီလာပေးတယ်ကိုကျော်စုအေးပြောလုံတန်းကိုလိုက်ခဲ့ပါလားလုံတန်းဆိုတာလေကျွန်တော်တို့စန်ထန်ဘက်ဖြစ်တယ်ကိုကျော်စုလိုက်ခဲ့ပါလားတဲ့အဲ့ဒီမှာဆိုစင်ဟိုပါစတာတွေကလည်းကိုကျော်စုတတိယနေပြီကျွန်တော်အဲ့ဒီမှာကော့စပယ်ထွက်ဘူးတာကိုအမေတွေကလည်းတတိယနေတယ်လာခဲ့ပါလို့ပြောတဲ့ခါမှာကျွန်တော်အရန်ဝမ်းသာတယ်အားမလားလို့သူကကျွန်တော်မိတာလေဘယ်ချင်းအမြဲတမ်းအားနေတာအားမလားအားလေအမြဲတမ်းအားတယ်လို့အဲ့ဒါကျွန်တော်လိုက်သွားတာဟိုရောက်တော့ကျွန်တော်တို့ဟိုမှာခရုစိတ်လုပ်တယ်ကျွန်တော်တရားဟောတယ်နေတယ်တစ်ပတ်လောက်ပြန်မဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဥစားတိုက်ပွဲတွေဖြစ်ရောဒိန်ချိုင်းတော့လမ်းတွေပိတ်သွားဟာခါကိုပြန်လို့မရတော့ဘူးလုံတန်းမှာပဲကျွန်တော်တစ်နှစ်တာပတ်လုံးနေခဲ့ရတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်အတိုင်းအလုပ်လုပ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာသူကကျွန်တော်ကိုပြင်ဆင်ပေးပြီးသားဖြစ်တယ်နေ့ကိုငါဘယ်တော့မှမစွန့်ဘူးနေ့ုံလည်းငါဘယ်တော့မှမပြစ်ထားဘူးလို့ဘုရားသခင်ပြောတဲ့ခါမှာကျွန်တော်ရက်တည်စွာနေတဲ့ခါမှာဘုရားသခင်ကကျွန်တော်ကိုအကောင်းဆုံးပြင်ဆင်ပေးတာဖြစ်တယ်လုံတန်းမှာကျွန်တော်တစ်နှစ်တာလုံးနေတယ်အလုံးမလုံးထိဘူးဘုရားရဲ့မျက်မှောက်တော်ထဲမှာပဲကျွန်တော်နေရတာဖြစ်တယ်လူများများသောရဲ့ချစ်ချင်းမေတ္တာကိုခံစားရတယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ရဲ့စကားမှာယက်တည်လို့ဖြစ်တယ်ဟာလေလုယာအဲကြောင့်လူတိုင်းမှာတော့အခက်အခဲပြဿနာရှိတယ်ဒါပေမဲ့ဘုရားရဲ့စကားပေါ်မှာယက်တည်ပြီးနေထိုင်ဖို့ရန်အတွက်လိုတာဖြစ်တယ်အာမင်အဲကြောင့်ကျွန်တော်ခုပြောချင်တာကကျွန်တော်ပေါ်ကိုဘုရားသခင်အကောင်းဆုံးကွယ်ကာဆောက်ရှောက်တယ်ဆိုတာလေးကိုကျွန်တော်တသိခံချင်တာဖြစ်တယ်ဟုတ်ပြီနောက်ဆုံးနှုတ်ကပတ်တော်လေးကျွန်တော်ခွန်အားရတဲ့နှုတ်ကပတ်တော်လေးကိုကျွန်တော်နည်းနည်းလေးကျွန်တော်ဖတ်ပြချင်တယ်အဲ့ဒါကကျွန်တော်တို့ဒီစာလံဖြစ်တယ်စာလံ30နဲ့ခွန်အငယ်4နဲ့5မှာဖြစ်တယ်အဲ့ဒါလေးကကျွန်တော်နေ့တိုင်းကျွန်တော်ခွန်အားယူတဲ့အရာဖြစ်တယ်စာလံ30နဲ့ခွန်အငယ်4နဲ့5မှာဘာပြောလဲဆိုတော့ထာဝရဘုရား၌မွေ့ညော်ခြင်းရှိလောတို့ပြုလင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်ကိုယ်အမှုအရာကိုထာဝရဘုရား၌အပ်လောကိုတော်သည်ကိုးစားလောကိုတော်ကိုကိုးစားလောတို့ပြုလင်စီရင်တော်မူမည်ဟာလေလုယာဟာလေလုယာကျွန်တော်တို့ကကိုယ့်အဖြစ်တော့မတတ်နိုင်ဘူးဒါပေမဲ့ဘုရားသခင်အဖြစ်တတ်နိုင်တာဖြစ်တယ်ဟာလေလုယာအာမင်ဘုရားသခင်ရဲ့တတ်သိလေးကိုကျွန်တော်ဒီလောက်နဲ့ပဲညီကုံချုပ်တယ်ဂျာနာတို့အရောက်စီတိုင်းဘုရားသခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေ
哈利路亚。ဘုရားနာနဲ့ပြည့်စုံတော်မူသောဖဖျားသခင်ကျေးဇူးတော်ကြောင့်မင်္ဂလာရှိသောဥပုသ်နေ့ခါသမ မှာစုပေါင်းဝတ်ပြုခြင်းကိုဆောင်ရွက်ရတဲ့အတွက်ဖဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကိုတော်ရဲ့ကျေးဇူးတော်ကြောင့်ယနေ့တပတ်တာကာလပတ်လုံးမှာဥပုသ်နေ့မရောက်ခင်ချွေးနေတာနဲ့လုတ်ကန်ဆောင်ရွက်ခဲ့သောငွေများကိုကိုတော်ထံကိုအပ်နှံပါတယ်အခုလိုက်ကောင်းမယ်သမီးနှစ်ယောက်ရဲ့ဝိညာဉ်တော်ကိုလည်းစီးပေးပါကိုတော်တန်ရှင်းသောဝိညာဉ်တော်စီးပေးပါအခုလှူဒန်းသောလူတော်ငွေသည်ကိုတော်ရဲ့နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မုန်းနဲ့ငါးလူအစတဲ့ဘူတိုးဝါအောင်ကိုတော်ဆောင်းလျှောက်ပေးပါလှူဒန်းသောသူတွေရဲ့ရောက်တိုင်းဒီမှာလဲမုန်းနဲ့ငါးလူစတဲ့သူတိုးဝါအောင်ဆောင်းလျှောက်ပေးပါဟုကယ်တင်ပိုင်ရှင်တူသည်တော်ဖျားယေရှုနာမနဲ့အဖဖျားသခင်နဲ့ဆုတောင်းပါတယ်အာမင်ကျွန်တော်ခန်းစားရဆုကျေးဇူးကောင်းခြင်းမင်္ဂလာဆိုတာဆိုတဲ့တခြင်းကိုအတူတကွအတီးဆိုရအောင်ဒီတခြင်းလေးကျွန်တော်မဆိုတာကြပြီဆိုတော့တတိတော်ရနေပြီနောက်ဆိုတခြင်းဟောင်းလေးတွေကျွန်တော်ရွေးပြီးတော့ဆိုရအောင်နော်ပြဖို့ဆောင်ပြစိတ်လန်းတော့ရနိုင်အိတ်ဆေတော်မူပြီးရနိုင်အိတ်ဆေမူပြီးခါရောင်တွေးဆောင်ဖို့အပေါင်းတော်မှာတွေးဆောင်ဖို့အပေါင်းတော်မှာလက်မြောက်စေပြီးယေရှုတော်ကာလာ၏တာယာတော်မြတ်တော်တာယာတော်မြတ်တော်လမ်းပြစိတ်လန်းတော့အရနိုင်အိတ်ဆေတော်မူပြီးအရနိုင်အိတ်ဆေမူပြီးဖြာရောင်တွေးဆောင်မှုပေါင်းတော်မှာလွတ်မြောက်စေပြီးဆောင်မှုပေါင်းတော်မှာလွတ်မြောက်စေပြီးယေရှုတော်ကာလာ၏နေရမြာပေးမှုတော်အလုံးဖြာရှိကောင်းခြင်းပေးပါစေသက်ရှင်လျက်ကောင်းမြတ်တော်မူသောဖဖျားနာမတော်ကိုချီးမွမ်းပါ၏ဒီကနေ့ဒီနေရာမှာဘုရားသခင်ရဲ့နာမတော်ဘုန်းတော်ထင်ရှားဖို့ရန်ကြောင်းကိုရောနဲ့ချီးမွမ်းကိုးကွယ်ဖို့ရန်ရောက်ရှိလာကြသောတာသမီရောက်ချင်းစရိုင်းပေါ်မှာဘုရားသခင်ရဲ့ညီသက်ခြင်းကောင်းမြတ်ခြင်းဘုန်းတော်ထင်ရှားခြင်းတွေတက်ရောက်ပါစေဒီနေ့ဆုတောင်းကြတဲ့အခါမှာလည်းဝိညာဉ်တော်ဘုရားသခင်ရဲ့အရောက်ချင်းစရိုင်းနဲ့အတူပါရှိပေးသောဘုရားဖြစ်လို့နာမတော်ကိုချီးမွမ်းပါ၏တန်ရှင်သောဝိညာဉ်တော်ဘုရားဆက်လက်၍သမီးတို့နဲ့အတူပါရှိလျက်ကောင်းချီးပေးတော်မူပါဒီနေ့ဆုတောင်းခြင်းထက်မှကိုရောတဲ့အတူပါရှိပေးတော်မူပါဆုတောင်းခြင်းအရာတစ်ခုချင်းစတိုင်းပေါ်မှာလည်းဘုရားဘုန်းတော်ထင်ရှားဖို့ရအကြောင်းဖြစ်စေတော်မူပါဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီအစီအစဉ်မှာလည်းဘုရားသခင်ဒီ fellowship မှာအတူပါရှိပြီးမှမိသားစုမြောက်များစွာအသင်းတော်မှာတိုးပါစေသောကြောင့်လည်းနာမတော်ကိုချီးမွမ်းပါ၏ဘုရားသခင်ကိုချစ်လျက်ဆက်ကပ်တော်သူမြောက်များစွာတို့ကိုလည်းမြင်တွေ့ရသောကြောင့်ကိုရောနာမတော်ကိုချီးမွမ်းပါ၏အသက်ရှင်သောဘုရားရဲ့တကူတော်ကိုတနေ့ပြီးတနေ့မြင်တွေ့စေသောကြောင့်နာမတော်ကိုချီးမွမ်းပါ၏ဒီအစီအစဉ်ဒီအသင်းတော်အဖြစ်ဘုရားသခင်လူမြောက်များစွာရဲ့အသက်တာဝိညာဉ်ရေးရာကောင်းချီးမင်္ဂလာဖြစ်စေသောကြောင့်နာမတော်ကိုချီးမွမ်းပါ၏တန်ရှ
ရှင်တော်ဝိညာဉ်တော်ဖျားဆက်လက်ရွေးသူတို့နဲ့ဒီအသင်းတော်နဲ့အတူပါရှိပေးတနာတော်မူပါကိုရရှင်ဖျားကောင်းဆောင်တော်ဆရာကြီးနဲ့အတူပါရှိပေးပါသူမိသားစုပေါ်မှာဖျားဘုံတော်ထင်ရှားစေတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဆက်လက်ရွေးလိုအပ်တဲ့စီစဉ်တွေတစ်ခုချင်းစတိုင်းမှာဒီအသင်းတော်အတွက်လိုအပ်သောစက္ကချင်းတစ်ခုချင်းစတိုင်းပေါ်မှာလိုအပ်တဲ့လူမှန်သမျှအားလုံးအသင်းသူအသင်းသားများဖျားသခင်ရဲ့ချီးမွမ်းခြင်းမှာစက္ကပါဝင်လာနိုင်ကြဖို့ဖျားရှင်ကောင်းချီးပေးတော်မူပါဆူတောင်းခြင်းမှာစက္ကပါဝင်လာနိုင်ကြဖို့ကောင်းချီးပေးတော်မူပါအဆဆရဖျားသခင်လက်တော်မှာကောင်းချီးဖြစ်စေတော်မူပါသူတို့အတွက်လိုအပ်သမျှဒီအသင်းတော်ရဲ့ဝိညာဉ်ရေးပေါ်မှာကောင်းချီးပေးတော်မူပါအတ္တပိုင်းဆိုင်ရာမှာကောင်းချီးပေးတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီအသင်းတော်အဖြစ်ဖျားရဲ့ဘုံတကိုးတော်ကိုမြင်တွေ့စေတာရွတ်တိုးပွားစေတော်မူပါတာရွတ်မြင်တွေ့စေတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ဖျားဒီအသင်းတော်ပေါ်မှာဖျားသခင်တာရွတ်ကိုရောရဲ့ချစ်ချင်းအကြောင်းကိုရောကောင်းမြတ်ခြင်းအကြောင်းကိုမြင်တွေ့စေတော်မူပါအသက်ရှင်တော်နှုတ်ကပတ်တော်အဖြစ်အရောက်ချင်းစီတိုင်းအသက်ရှင်နိုင်သောတာသမီးရောက်ချင်းစီတိုင်းအသင်းသူတင်းသားရောက်ချင်းစီတိုင်းဖြစ်ဖို့ဖျားရှင်ကောင်းချီးပေးတော်မူပါဖျားကိုအားကိုတတ်တော်တတကိုပိုင်ဆိုင်နိုင်သောသူများဖြစ်ဖို့ဖျားကောင်းချီးပေးတော်မူပါဖျားသခင်၌တာရွတ်မြင်နိုင်သောသူဝိညာဉ်မျက်စိမြင်နိုင်သောသူဝိညာဉ်နာကြားနိုင်သောသူတာသမီးရောက်ချင်းစရန်ကိုဖြစ်ဖို့ကောင်းချီးပေးတော်မူပါဒီအသင်းတော်မှာဆုတောင်းခြင်းအဖြစ်တိုင်းနိုင်ငံကြီးပေါ်မှာကောင်းချီးပေးတော်မူပါငြိမ်သက်ခြင်းကိုတက်ရောက်စေတော်မူပါဝမ်းမြောက်ခြင်းလွတ်မြောက်ခြင်းတွေကိုတက်ရောက်စေတော်မူပါကိုရောဖျားသခင်ဘုန်းတော်ကိုထင်ရှားသောအသင်းတော်ကြီးဖြစ်ဖို့ဖျားရှင်သည်ကောင်းချီးပေးသနာတော်မူပါတာသမီးများဆုတောင်းခြင်းထဲမှာတူပါရှိသောဖျားကိုရောနာမတော်ကိုချီးမွမ်းပါ၏ဟာလေလုယာဆက်လက်ဖျားသခင်ရဲ့ချီးမြှောက်ခြင်းကိုမြင်တွေ့စေနိုင်ဖို့ရန်ကြောင့်ဆုတောင်းကြပါ၏ဒီနေ့ဒီအသင်းတော်အဖြစ်သာသနာလုပ်ငန်းတွေပေါ်မှာတော်၎င်းအမျိုးမျိုးသောအစီအစဉ်တစ်ခုချင်းစတိုင်းပေါ်မှာဘုရားသခင်တဲ့အတူပါရှိပေးသနာတော်ကြောင့်နာမတော်ကိုချီးမွမ်းပါ၏ကိုရရှင်ဘုရားသခင်ဒီနေ့ဒီနေရာမှာကိုရဆုတောင်းခြင်းအဖြစ်ဒီအစီအစဉ်တစ်ခုချင်းစတိုင်းပေါ်မှာလဲအပြင်မှာကိုရဘုရားသခင်အမှုရမြတ်မှာကိုရဘုရားသခင်ဝတ်ပြုစီစဉ်တခြားနေရာတွေလှုပ်ဆောင်တဲ့အရာဒီအသင်းတော်အဖြစ်သာသနာလုပ်ငန်းဝတ်ပြုစီစဉ်တစ်ခုချင်းစီတိုင်းဧဝံဂေလိကနာတစ်ခုချင်းစီတိုင်းပေးကမ်းခြင်းအမျိုးမျိုးသောလှုပ်ရှားမှုတစ်ခုချင်းစီတိုင်းပေါ်မှာဘုရားသခင်တဲ့အတူပါရှိပေးသနာတော်မူပါတန်ရှိသောဝိညာဉ်ဘုရားသခင်ရဲ့ဆုတောင်းခြင်းထဲမှာအတူပါရှိပေးသောကြောင့်နာမတော်ကိုချီးမွမ်းပါ၏ယေရှုခရစ်တော်ရဲ့အမည်နာမကိုမြှုပ်ပြီးဆုတောင်းကောင်းချီးပေးကြပါ၏ဖခင် ဆုတောင်းပေးတဲ့ဆရာမအမေဝင်ပေါ်မှာလည်းထိုးပဲကျေးဇူးတင်တယ်လာမယ့်အချိန်မှာလာမယ့်အပတ်တနင်္ဂနွေနေ့ကမန်နေဂျာတို့ဖွဲ့ရစီမှာသူကလာတရားဟောမှာဆိုတော့သူကအင်မတန်မှတရားဟောကောင်းတဲ့ဆရာမဖြစ်တယ်လာမယ့်ပတ်အဲ့ဒီဖက်ကအဖွဲ့တွေကျူဆိုဖို့ကိတ်မှာအကျိုးအဖွဲ့တွေကလည်းရွေးထားကြပါနော်အရင်အဒီပတ်လည်းဆရာမမေရီတရားဟောတာအင်မတန်မှခွန်ရတယ်တဲ့ဒီမနေ့တရားဟောချက်တွေကိုကျွန်တော်တွေ့တော့မတွေ့ပေမဲ့နော်ဝိညာဉ်နာနဲ့ကြားခဲ့ပါတယ်နော်အင်မတန်မှခွန်ရတယ်ကျေးဇူးတင်တယ်လာမယ့်ဘက်ကဒီမှာမြို့နယ်စီပင်မှုဟောဆရာတမောင်ရှင်ကတရားဟောမှာဖြစ်တယ်သူလာမယ့်ဘက်မှာတင်းနေနေမတီနေမှာသူတရားဟောမှာဖြစ်တယ်ဆိုတော့လေထပ်ပြီးတော့ကျွန်တော်ချင်းရချင်းနေပြီးတော့ကျွန်တော်တို့ဒီသာသနာနယ်အတွက်ဆုတောင်းတဲ့ဆရာနှစ်ပါးလဲရောက်နေပြီအရှုကျွန်တော်သာသနာမြေနှစ်နေရာမှာကျွန်တော်ရောက်ပြီတကယ်ပြောကြတယ်သူတို့အဲ့ဒီနေရာမှာလဲဒီလူဟိုအရိကယုံကြည်သူတစ်လဲတွေကလာကြူကြတယ်အဲ့ဒါမှပျော်ပျော်ပါပါနဲ့တွေ့နေကြပြီနှစ်နေရာမှာသူတို့ကြမ်းကြမ်းမချောမောမောနဲ့ရောက်ရှိတဲ့အကြောင်းမနေ့ညကသူတို့ကလာပြီးတော့ဖုန်းဆက်ထားတယ်ဆိုတော့ကျွန်တော်ဆုတောင်းချက်လဲတကယ်ပဲဖျက်ရှင်ကောင်းကြည့်ပေးရတာဖြစ်တယ်သူတို့အဖြစ်ပျောက်ဆုံးဝိညာဉ်မြောက်များစွာရရှိဖို့လဲဆက်လက်ပြီးတော့သူတို့အတွက်ဆုတောင်းပေးမှာဖြစ်တယ်အဲ့ဒီမှာကျွန်တော်ဘိန်းစားတွေများတဲ့အတွက်ကြောင့်အဲ့ဒီအဖွဲ့တွေအတွက်လဲကျွန်တော်အများကြီးပြောင်းလဲဖို့ဆုတောင်းပေးရအောင်ပြီးတော့ဒီအခုနဒီမတတဲ့ခါနဲ့ဆရာကျော်လဲကျွန်တော်မကြမီချိန်မှာဒီအရှုတတနာဒီပီဖက်ကိုတွားဖို့ရန်အတွက်ကျွန်တော်ဆုတောင်းထားတယ်ဖျားတဲ့လူရှိရင်သူလည်းမကြခင်တွားဖို့ရန်အတွက်ဆုတောင်းပေးကြအောင်ကျွန်တော်ဟာဖွဲ့စည်းတဲလေးလို့ထင်တာနော်အမှန်တကယ်စအင်မတန်မှအလောက်တဲ့အဖွဲ့အစည်းလေးဖြစ်တယ်ဖျားတဲ့ရှိမှာတော့တကယ့်ကိုအဖွဲ့အစည်းအကြီးကြီးလိုပဲတကယ်တန်ဖိုးရှိတဲ့အဖွဲ့ဖြစ်တယ်ကျွန်တော်ဒီမှာဒီကျွန်တော်အစီအစဉ်လေးကိုတော်တော်လေးတတိထားရတယ်နော်စင်ပေါ်တက်တဲ့ခါမှလည်းတကယ်သဘောကျတယ်ဆရာမမေရီတို့ဘာလို့ဆိုရင်သူတို့ရဲ့ဝတ်စားစင်မှုလည်းအရန်မိုက်တယ်
ဆိုတော့ဆီယမမေမေဝင်းကဒီနေ့ program မှာပါမှမသိတဲ့အခါတဲ့အတွက်ကြောင့်လုံးစခါတိုင်းသူတရားဟောမယ်ဆိုရင်ချင်းကြီးတွေကောင်းကောင်းနဲ့ခြေဖျားထိကိုဝတ်ဆန်ထားအမတမလာတယ်ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်မနေ့ကအင်နာကလေးတယောက်ကပြောတာအဲလီနိုအမျိုးသမီးပြောတယ်ဟာအဲလီနိုကိုလေ TV မှာတွေ့တယ်အဖေလာကြည့်လို့ပြောတဲ့ခါမှာအဲလီနိုက TV ထဲမှာပါဆရာကြောင်းဘာမှမရှိဘူးဆိုပြီးတော့မဟုတ်ဘူးတဲ့လာကြည့်ရွာဆိုပြောတဲ့ခါမှာ तू ကဒီမှာတချို့ဆောင်တာကိုတွေ့နေတာအဲ့ဒါမှာ local channel မှာအော်ဟုတ်တယ်ဟာအဲ့ဒါတကယ်အဲလီနိုတကယ်ဟုတ်တယ်အဲ့တော့ဆရာတရားကိုဆိုင်တော့ဘာလို့လဲပါမယ်ထင်တယ်နော်လာကြည့်အောင်ဟာအဲ့ဒါကိုဆိုင်မဟုတ်ဘူးလားလို့လာကြည့်ကြမှာပြောချင်တာကကျွန်တော်တို့ဒီပေါ်ရောက်သတိထားရအောင်ဘာလို့ကျွန်တော်ရဲ့မီဒီယာအင်မတန်မှကောင်းတဲ့ကျွန်တော်မီဒီယာပိုင်ဆိုင်ထားတယ်ဆိုတော့ဒီမီဒီယာအခုပြင်ကျွန်တော်ပြန်ကျွန်တော် TV သားဆောင်းလဲအကုန်လုံးပါတော့မှာအဲ့ဒါဒီနေ့မှာကျွန်တော်အဲ့ဒါကြောင့်အစီအစဉ်ကိုကျွန်တော်စနစ်တကျလေးနဲ့မမှားဖို့ရန်အတွက်သူတို့ဒီဖက်ဖွဲ့ကိုမမြင်ဘူးဒီဖက်ပဲပါတယ်ဆိုတော့လေအဲ့ဒါပဲနိုင်ငံခြားအတင်းဒေါ်လာဘာလားလို့မဲတဲ့ဖွဲ့လည်းရှိသေးတယ်အဲ့ဒါမှာဆရာနိုင်ငံခြားမှာတရားဟောတာခဏခဏတွေ့တယ်ဘယ်ချိန်ရောက်တာလဲဆိုပြီးတော့ကျွန်တော်ကိုလည်းလာပြောတာလေဆိုတော့ဘာဆိုတီနောက်ခံပဲကြည့်တယ်ဆိုရင်တော့နိုင်ငံခြားလို့ထင်တာလားမသိဘူးပေါ့နော်ဆိုတော့ဒီနေ့ကျွန်တော်နောက်ကပတ်တော်ကကျွန်တော်ဒီနေ့ဝင်ဟဖို့ပြင်ဆင်ထားတဲ့အချက်တစ်ချက်ရှိတယ်ဒါပေမဲ့အဲ့ဒီနောက်ကပတ်တော်လေးကနည်းနည်းလေးမာတယ်တဲ့အမျိုးသမီးကအကြံပေးတယ်ဒီနောက်ကပတ်တော်နည်းနည်းမာတယ်နည်းနည်းပြောတယ်နောက်ကပတ်တော်ပြောင်းပါဆိုလို့ကျွန်တော်နည်းနည်းပြောတယ်နောက်ကပတ်တော်ကိုပြန်ပြီးတော့ရွေးချယ်ထားတာဖြစ်တယ်ကျွန်တော်ဟေဘရဲဩဝါဒစာအခန်းကြီး9ကိုကျွန်တော်တူတူကကြည့်အောင်ဟေဘရဲဩဝါဒစာအခန်းကြီး9အပိုင်ငယ်20နဲ့ခွန်ကိုကျွန်တော်ဖတ်ကြည့်အောင်ဟေဘရဲဩဝါဒစာအခန်းကြီး9အပိုင်ငယ်20နဲ့ခွန်ကိုကျွန်တော်ခဏကြည့်ကြည့်အောင်အလုံးနောက်ကနေလိုက်ဆိုပေးပါလိုက်ဆိုရင်းနဲ့အတိတ်ပေကိုနားထောင်ကြပါအလုံးလိုက်ဆိုပေးပါလူသည်တခါတည်းတည်၍ထိုနောက်မှတရားစီရင်တော်မူခြင်းကိုခံရတကယ်တော့ကျွန်တော်ဒီအောက်ပိုင်းကိုကျွန်တော်မဖတ်တော့လူဟာတဲ့တခါတည်းတည်မယ်လူဟာတခါတည်းပဲအသက်ရှင်မယ်လောကမှာပြီးတော့နှစ်ခါတေးလို့မရဘူးခင်ဗျားတို့အတွေ့အကြုံပြောပါဆိုတော့ခင်ဗျားတို့တေတော့အတွေ့အကြုံပြောပါဆိုရင်တော့ဘယ်သူမှလည်းအဲ့ဒါတေတော့အတွေ့အကြုံကိုမသိဘူးအရင်ပတ်တော့တေကြည့်ချင်လိုက်တာတေတဲ့ခါဘယ်လိုမျိုးပုံစံနဲ့ကိုပြောင်းမလဲဟိုဖက်နိုင်ငံရောက်ရင်ဘယ်လိုမျိုးပုံစံတွေဖြစ်မလဲအဲ့ဒါအဖွဲတွေအာဗာတာဗီဒီယိုထက်ပုံစံလိုမျိုးမြဖြစ်ကြမလားဒါမှမဟုတ်အဲ့ဒါဖက်ဖြိုဖွေးဆိုတော့ကျွန်တော်များနည်းနည်းအသားမေးလို့မလားမသိဘူးဆိုတာတခါတည်းဟိုဖက်ကအဖွဲကြောင်စဉ်းစားတဲ့ခါမှာလေဟိုဖက်တေးတဲ့တမလုံးကအဖွဲတွေဘယ်လိုရှိမလဲအဲ့ဒါဖက်ကလေရှူတဲ့ခါမှာလေတွေကလူမလားမသိဘူးတေးရတဲ့ဟိုဖက်ကန်းရောက်တာနဲ့တေးချင်းမြစ်တစ်ဖက်ကန်းရောက်တာနဲ့ဘယ်လိုမျိုးပုံစံနဲ့ခံစားမလဲပျော်ရွှင်ခြင်းဆိုတာဘယ်လိုမျိုးပုံစံဖြစ်မလဲအဲ့ဒါကိုကျွန်တော်စဉ်းစားတဲ့အခါမှာဖြစ်နိုင်တော့တစ်ခါတော့တေးကြည့်ခြင်းလိုက်တာတေးလည်းမတေးရဲဘူးလေတေးကြည့်လို့လည်းမဖြစ်ဘူးလေဘာလို့ဆိုတော့ပြန်မရှင်ဒုက္ခရောက်မှာပေါ့နော်အခုချိန်မှာတော့ကိုတက်တေးဖို့တောင်မှဆက်က specialty twin ထားပြီးပြီဇင်ခံပြီးတော့စိတ်ကူးရင်နဲ့တေးသွားလို့ရတဲ့ဆက်ဒီ twin ထားတာဒါမှတက်လုံးသွားမတေးဘူးအဲ့ဒါမှတော့မကြိုက်ဘူးအဲ့ဒါဆက်ကိုကျွန်တော်အိမ်မှာကျွန်တော်အမျိုးသမီးကဘာအမုန်းဆုံးလဲတဲ့ကျွန်တော်မေးတာကျွန်တော်အမုန်းဆုံးက number 1ဘာလဲဆိုတော့တဲ့ number 1မှမှန်ကိုအမုန်းဆုံးနည်းနည်းမချောတော့မှန်ကိုထိတ်မချိုက်ဘူးဖြစ်နေတာပြီးတော့ number 2အမုန်းဆုံးကပေါင်ချင်းဆက်ပေါင်ချင်းဆက်ဆိုလုံးဝမကြည့်ချုံမမြင်တဲ့နေရာမှာထားတယ်ချုပ်တယ်အဲ့ဒါမချိုက်ဘူးပြီးတော့ကျွန်တော်အပြင်းဆုံးနှစ်ချက်ရှိတယ်တဲ့အမျိုးသမီးကျွန်တော်ဖော်ပြတာဘာလဲလို့သူ့မေတော့ပထမကုပကံကိုဆဲတာဒုတိယမှာရေခတ်တာအဲ့ဒါကျွန်တော်အဲ့ပကံဆေးတာတကယ်လောက်ငန်းကြီးလို့ထင်တာကိုပကံလေးဆေးတာကိုမြန်လွယ်လေးဒါမဲ့မင်းကလေးတွေနေ့တိုင်းပကံဆေးတာတကယ်အော်တယ်လူတယောက်ကကလန်ဒါကိုလှမ်းပြီးတော့ဒီနေ့ကဝါဆုနေရဲ့နဲ့ဒီနေ့ကဧပြီ3ရက်နဲ့ကွာဒီနေ့ဟာတောက်ချန်နေပါလားလို့ပြောနိုင်တာတကယ်အော်တယ်တဲ့ဘယ်လိုမျိုးစာရွက်ကိုလှမ်းပြီးတော့ပြောနိုင်တယ်လည်းမသိဘူးဆိုပြီးတော့လူတယောက်ကပြက်ခရင်ကြည့်တာအော်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်လူဟာမတေကြည့်လို့မဖြစ်ဘူးဒါမဲ့လူတွေအားလုံးသိချင်တာကတေတာနဲ့ဘာဖြစ်မလဲအတက်ကဆုံးသွားတဲ့ခါမှာဟိုဖက်ရောက်တဲ့ခါမှာဘာဖြစ်မလဲအဲ့ဒါလူတိုင်းကသိချင်တယ်ဒါပေမဲ့ကြောက်ကြတယ်ကျွန်တော်တခါတော့အမေရိကန်မှာတရားဟောတဲ့အခါမှာကျွန်တော်ဥပမာလေးကိုလူတွေ
တဘောပေါအောင်ဆိုပြီးတော့သူတို့အဖွက်ထဲမှာကြီးတဲ့ခါမှာအဲ့ဒီတင်းတော်ထဲကကြီးတော့ဟောပေါ့ဒီကကိုဆိုင်လို့ပေါ့နော်အတင်းအတွင်းမှုကြီးကိုသူတို့အတွင်းမှုခေါင်းဆောင်ကို General Secretary ဆိုတော့အတွင်းမှုခေါင်းဆောင်ဆိုတော့ तू ကတော့မင်းမမားလို့ပေါ့ तू ကတော့တကယ်ကြီးတဲ့ခါမှာ तू တကယ်ပနနဲ့ဆိုတော့ကျွန်တော်မေးရ तू ချက်ချင်းဖြစ်မယ်လို့ထင်တာလေဆိုတော့ तू ကဲမတဲပေးပါအောင်ဆရာကဲကျွန်တော်တခုမဲမယ်အားလုံးသဘောပေါက်တော့နော်ဥပမာကဲကျွန်တော်မဲတာမှန်မှန်လေးဖြေနော်အော်ဟုတ်ကဲ့ခမညာဘယ်အချိန်ဟာအပျော်ဆုံးဖြစ်မယ်လို့ထင်တယ်လေလို့သူမဲတာကျွန်တော်တို့စိတ်ကူးရင်ထဲမှာတော့သူ့ကိုဖြေစေခြင်းနဲ့အဖြေတစ်ခုရှိတယ်ဘာလဲဆိုတော့အင်တာတွားခြင်းနဲ့အချိန်မှာအင်တာတွားရအပျော်ဆုံးလို့သူ့ကိုပြောစေခြင်းတာလေဒါပေမဲ့သူမဟုတ်ဘူးကောင်းကင်နိုင်ငံအတွားခြင်းဆုံးတယ်အဲ့ဒါပျော်ခြင်းဆုံးအဲ့ဒါနဲ့မဲချင်တာနဲ့သူဖြေရတဲ့လွဲသွားပြီအဲ့ဒါကျွန်တော်လည်းနည်းနည်းဒါတော့မသိဘူးလားနည်းနည်းစိတ်တူတယ်ဒါဆိုခမရတကယ်ကောင်းကင်သွားချင်လားအခုဆူတောင်းပေးမယ်နော်လို့မဟုတ်ဘူးဆရာအခုတော့မသွားချင်သေးဘူးတဲ့ဆူတောင်းပေးမယ်နော်ချက်ချင်းသွားလို့ရအောင်လို့အခုဆူတောင်းတာချက်ချင်းဒီမှာလေးသွားမယ်ကောင်းကင်သွားမယ်လို့အဲ့ဒါလည်းမလို့ချင်ဘူးအခုတော့မဟုတ်သေးဘူးတဲ့အနောက်မှပဲသွားချင်တာဒါသွားချင်လို့နာအခုတော့မသွားချင်ဘူးဆိုအဲ့ဒါလိန်တာသူတကယ်မသွားချင်တာပေါ့နော်ပြောချင်တာကအဲ့ဒီတမလွန်ဟာလူတိုင်းကတွားချင်တယ်လို့ပြောတယ်ဒါပေမဲ့လက်ရှိမှာကဘာကိုပဲဆွဲလန်းနေကြတယ်လက်ရှိကဘာကြီးကိုသူတို့တားဆွဲလန်းနေတာဒီလက်ရှိကဘာကြီးရဲ့ပျော်ရွှင်မှုဒီအနှစ်အရတာကိုသူတို့မဆွတ်လွတ်ချင်ဘူးတောက်စားတဲ့အဖွဲ့တွေကလည်းတစ်မျိုးတစ်ဖက်ကအပျော်ပါလိုက်တဲ့အဖွဲ့ကလည်းတစ်မျိုးဆိုတော့ဒီကောင်နဲ့ဟောပေါ့လောက်နဲ့ဒီကောင်နဲ့တူတဲ့လူဆိုတာတဲ့ကျမ်းစာထဲမှာဖော်ပြထားတာကဒီမှာကယောဘကလူဟာတဲ့ဖခင်ရဲ့ရှေ့မှာဒီကောင်နဲ့လောက်လို့ပဲအဲ့လိုပြောတာဒါမဲ့ तू ကတော့ယူတသားပြောပါတယ်ဒါမဲ့ဒီကောင်နဲ့လောက်ဆိုတာကိုကျွန်တော်ကနည်းနည်းအတိတ်ပဲကိုယ့်ကိုတွားဖွင့်တာပေါ့နော်ဘာမှမစီမဆိုင်တွားဖွင့်တာဒီကောင်ဆိုတာဘာလဲဆိုရင်မြေကြီးတွေဝင်တာနဲ့ဆွဲနောက်တာနဲ့မြေကြီးတအားကြိုက်လို့တဲ့ခါမှာ तू ကကူဆွဲထောက်တာကိုအထောက်မခံဘူး तू ကူပဲတပိုင်းအပြက်ခံရတာအဲ့လိုထိတော်မှမြေကြီးကိုနှစ်သက်တာဟိုကိုမတွားချင်ဘူးကောင်းကင်ကိုမတွားချင်ဘူးလောကအရာကိုပဲဆွဲလန်းတဲ့အဖွဲရှိတယ်လောက်ကောင်ဆိုတဲ့အဖွဲတွေကလည်းမဟုတ်ဘူးလားဘယ်သူမှအောက်မှာမနေချင်တဲ့အဖွဲတွေငါဆိုတဲ့အတယောက်ပေါ်တယောက်တက်ချင်တဲ့အဖွဲတွေဘာမှမဟုတ်ရင်တောင်မှမဟုတ်ဘူးလားတောထဲမှာတယောက်ထဲအင်တာတက်တောင်မှကြောက်တုံးပေါ်ထက်ပြီးတော့အနေနဲ့မြင့်တဲ့နေရာပေါ့နော်ပြောချင်တာကလူကအမြင့်ကိုတအားကြိုက်တာလူတွေငါ့ကိုအဲ့လိုမျိုးလူတွေငါ့ကိုလေးစားလူတွေကငါ့ကိုတင်မပြုတ်တာအဲ့ဒါလူတိုင်းကကြိုက်ကျွန်တော်ဘာပြောချင်လဲဆိုရင်ဒီကျမ်းစာထဲမှာတော့ဒီလိုဖော်ပြထားတယ်လူဟာတစ်ခါပဲတည်မယ်နှစ်ခါတည်လို့မရအောင်တစ်ခါတည်တာနဲ့ချက်ချင်းပါလာတယ်လေဆိုရင်တရားစီရင်ခြင်းကိုခံရမယ်ဆိုပြီးတော့ဖော်ပြထား sorry ပဲငါမှားတယ်ကွာဒီတစ်ခါငါကူးကွယ်မှုဟာမှားသွားတယ်မရဘူးအဲ့ဒါဒီတစ်ခါငါယုံကြည်ငါတကယ်ပဲငါခရစ်တော်ကိုမသိခဲ့ဘူးလေတီးတော့တီးတယ်ဒါပေမဲ့အားလုံးကောင်းတာပဲဘာသာရေးဆိုပြီးတော့အဲ့လိုပဲကောင်းကောင်းလေးနဲ့နေထိုင်တာပဲမဟုတ်တာလည်းမလုပ်ခဲ့ပါဘူးဘာဖြစ်လို့ဆိုပြီးတော့ဖြည့်ရှင်းလည်းမရဘူးတဲ့အဲ့ဒီခါကျရင်ဆိုတော့ဘာသာရေးကဘယ်လိုတွင်တင်တယ်လဲဆိုရင်ဘာသာရေးကတော့ကောင်းတဲ့အရာကောင်းတဲ့အချင်းကောင်းတဲ့အသက်တာပိုင်းကိုတွားဖို့ရန်အတွက် logo တွင်တင်တယ်ဆိုတော့ကောင်းဖို့အကျင့်စာရတကောင်းဖို့အသက်တာကောင်းဖို့အဲ့ဒါဘယ်လိုခေါ်တယ်လဲဆိုရင်ပီတုနီတိလို့ခေါ်တယ်အကျင့်ကောင်းတဲ့ဒီပီတုနီတိကိုပဲတင်တယ်အဲ့ဒါကဘာသာရေးသမားတွေခရိယန်ပဲဖြစ်ဖြစ်တခြားဘာသာတွေကပဲဖြစ်ဖြစ်အဲ့ဒီဘာသာရေးသမားကအဲ့ဒီအပိုင်းတွေပဲတင်ပြီးမှလူကောင်းဖြစ်ဖို့ကောင်းတာလုပ်ပါလှူပါပေးပါကမ်းပါအဲ့ဒါတွေပဲတင်တယ်ဒါပေမဲ့အဲ့ဒါခရိယန်ရဲ့ခရစ်တော်တွင်တင်ထားတဲ့အနှစ်ချုပ်မဟုတ်ဘူးကျမ်းစာအနှစ်ချုပ်မဟုတ်ဘူးကျမ်းစာရဲ့အနှစ်ချုပ်ကဘာလဲဆိုရင်လူဟာတေရာနဲ့တရားစီရင်မှာဆိုတော့မတေခင်လဲမှာလူဆိုတဲ့ပုဂ္ဂိုလ်ဟာသူတယောက်ထဲနဲ့လှောက်ရှားတာမဟုတ်ဘူးလူဆိုတာကလမ်းသွားတဲ့ဥစ္စာကဒီကိုယ်လုံးကအမှန်တကယ်ဆိုရင်အလောင်းလို့ခေါ်တဲ့ဒီကိုခန္ဓာကြီးရဲ့အထဲမှာဝိညာဉ်ဆိုတဲ့နာမ်ဆိုတဲ့ပုဂ္ဂိုလ်တစ်ခုရှိသေးတယ်အဲ့ဒီရဲ့နောက်မှာအတွင်းမှာဘာရှိတယ်လဲတဲတယ်လဲဆိုရင်အတွင်းမှာတစ်ခုရှိသေးတာအရေးကြီးဆုံးအပိုင်းကဘာလဲဆိုကိုဆောင်နတ်ဆိုတဲ့အရာတစ်ခုရှိသေးတယ်ကျမ်းစာထဲမှာခမည်းရဲ့ကိုဆောင်တဲ့ကခမည်းကိုဘယ်အကျင့်ရှိစေတယ်လဲ
ခမရဲ့ကိုဆောင်တဲ့ကစူးတဲ့ကိုဆောင်တဲ့ဆိုစူးတဲ့အကျင့်မကောင်းတဲ့အကျင့်ပဲရှိမှဖြစ်တယ်ဆိုတော့ခါဒီကိုဆောင်တဲ့ကိုပြောင်းဖို့ရန်အတွက်အဲ့ဒီအတ္တတာပြောင်းမှအတွင်းပိုင်းအဲ့ဒီထဲမှာအတွင်းဆုံးနေမှာရှိတဲ့ကိုထိန်းချောက်တဲ့ဝိညာဉ်ကိုပြောင်းမှတာလင်းလူဟာတကယ်ပြောင်းလဲတော့သူဖြစ်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာတွင်တင်ထားတာဖြစ်တယ်အခုနကျွန်တော်တို့ဒီဟာကိုမင်းကဥဆောင်ပြီးမှကျွန်တော်တို့ဖတ်တဲ့ကြံချက်ရဲ့နောက်ဆုံးပိုင်းလေးမှာဖတ်မိကြလားမသိဘူးရိုက်မိကြလားမသိဘူးအခုနသူနဲ့ကျွန်တော်အတူတူကဖတ်တဲ့တစ်ကောအခန်းကြီး3အပိုက်ငယ်16ရောက်တဲ့ခါမှာပါတွေ့တယ်လေတင်းတို့ဒီဖယားသခင်အိမ်ဖယားသခင်ဝိညာဉ်နေတဲ့ကိုခန္ဓာအိမ်ဖြစ်တဲ့ကိုဖြစ်ကြောင်းတင်းတို့မသိဘူးလားဖယားသခင်ရဲ့ဝိညာဉ်တော်ဟာတင်းတို့အထဲမှာကျင်းဝတ်တော်မူဒီကိုမတိကြသလားဆိုပြီးတော့ဒီနေရာမှာဖော်ပြထားတယ်ကျွန်တော်ကျမ်းချက်တစ်ချက်ကိုခဏလေးကြည့်အောင်တိယောအခန်းကြီး၄အပိုင်ငယ်၁ကိုတစ်ချက်ကြည့်အောင်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး၁အခန်းကြီး၄အပိုင်ငယ်၁ကိုတစ်ချက်ကြည့်အောင်ဒီနေရာမှာကျွန်တော်ဘာဖော်ပြထားတယ်လဲဆိုတစ်ချက်ကြည့်အောင်ကဲဒီမှာတစ်ချက်ကြည့်ပါဒီမှာအနောက်မှာဖော်ပြထားတော့စာအထူးတကွဖတ်ကြည့်အောင် ready 1 2 3ချစ်သူတို့ခတ်သိမ်းသောစိတ်ဝိညာဉ်ကိုမယုံကြနဲ့စိတ်ဝိညာဉ်တို့သည်ဖျားသခင်နဲ့ဆက်ဆိုင်သည်မဆက်ဆိုင်သည်ကိုစုံစမ်းကြလော့အကြောင်းမူကားမိစ္ဆာပရောဖက်အများတို့သည်ဤလောကသို့တွားကြပြီစိတ်ဝိညာဉ်လို့ပြောတဲ့အခါမှာဝိညာဉ်ဆိုတာလူရှိတယ်ကိုယ်ခန္ဓာမှာအပိုင်း၃ပိုင်းရှိတယ်အပိုင်း၃ပိုင်းရှိတယ်ဆိုတာနဲ့ကျွန်တော်အမေရိကန်မှာတင်တန်းတစ်ခုသွားလောက်တုန်းကလည်းသွားပြန်တရိရတယ်အမေရိကန်ဖွဲ့တွေဟာကျွန်တော်ထင်တော့အရန်တော်ကြမယ်လို့ထင်တာအဲ့မှာငတုံးတွေအများကြီးရှိတာတကယ်မဲလင်တလွဲကြီးတွေဖြည့်တဲ့ဖွဲ့တွေရှိတာအဲ့ဒါတကယ်ခရိယန်ငယ်ကလေးနဲ့ဖြစ်လာတဲ့ခရိယန်ဖွဲ့တွေလူမှာအပိုင်း၃ပိုင်းရှိတယ်ဘာအပိုင်းလဲကျွန်တော်တော့စိတ်ထဲမှာတော့ဒါတော့တည်တာပေါ့ကိုခန္ဓာစိတ်ဝိညာဉ်၃ပိုင်းရှိတယ်သူတို့အဲ့လိုပြောမယ်လို့ထင်တာဘယ်ဟုတ်မလဲတည်လားတည်တယ်တယောက်ကပြောကြည့်ပါဦးပါလေဦးခေါင်းပိုင်းကိုပိုင်းချက်တော့ပိုင်းတယ်သူအပိုင်း၃ပိုင်းဆိုပြီးတော့သူအဲ့တော့မြန်လူမြန် trace ဆာမြန်မှတ်တာလားမသိဘူးငါလူမြန်ဦးခေါင်းပိုင်းကိုပိုင်းအမီးပိုင်းဆိုတဲ့အဖွဲတယ်အဲ့ဒါလည်းမဟုတ်သေးဘူးအဲ့ဒါလူမှာအပိုင်း၃ပိုင်းရှိတယ်ခန္ဓာမြင်နိုင်တဲ့အပိုင်းပြီးတော့ဝိညာဉ်ဆိုတဲ့အပိုင်းပြီးတော့တတိယပါလဲစိတ်လို့ပြောတဲ့အခါမှာဘာရှိတယ်လဲစိတ်ကဒီတိုင်းမဟုတ်ဘဲနဲ့စိတ်ထဲမှာဘာရှိတယ်လဲဒီကြမ်းချက်အရာစိတ်ဝိညာဉ်ကျွန်တော်စိတ်နှလုံးကိုထိန်းချောက်တဲ့ဝိညာဉ်အဲ့ဒါမြန်မာတွေကကိုယ်ဆောင်တယ်မြန်မာလူဆိုကိုယ်ဆောင်တယ်လို့ခေါ်တယ်ကျမ်းစာထဲမှာဆိုရင်ခတ်သိမ်းသောဝိညာဉ်ငါရဲ့ဖျားတဲ့ငါရဲ့တန်ရှင်သောဝိညာဉ်ကမင်းတို့ရဲ့စိတ်ကိုအုပ်ဆိုးခြင်းတယ်ဖျားတဲ့ဝိညာဉ်ကဘာကိုအုပ်ဆိုးခြင်းတယ်လဲကျွန်တော်ရဲ့စိတ်နှလုံးကိုအုပ်ဆိုးခြင်းတာဖြစ်တယ်ဆိုတော့ဒီကျမ်းချက်မှာဘာဖော်ပြထားတယ်လဲဆိုရင်ခတ်သိမ်းတဲ့စိတ်ဝိညာဉ်ကိုမယုံကြနဲ့မင်းတို့အတွက်အရေးကြီးဆုံးကဖျားသခင်နဲ့ဆက်ဆိုင်တဲ့တန်ရှင်တော်ဝိညာဉ်ရှိမှသာလဲမင်းတို့ဟာအတိတ်ပဲရှိတော်သူအခုနပြောတဲ့ဥစ္စာတမလို့မှာမကောင်းရာရောက်ဖို့ဖျားသခင်ထံရောက်ဖို့ရန်အတွက်အဲ့ဒီဝိညာဉ်ရှိဖို့ရန်အတွက်လိုအပ်တယ်ဆိုပြီးတော့တွင်တင်ထားတာဖြစ်တယ်ဒီဝိညာဉ်ဟာဘယ်နေရာကိုအုပ်ဆိုးတဲ့ဝိညာဉ်လဲဆိုရင်စိတ်နှလုံးကိုအုပ်ဆိုးတဲ့ဝိညာဉ်ဖြစ်တယ်လူမှာကိုယ်ခန္ဓာတစ်ခုနဲ့ဝိညာဉ်နှစ်ပါးပေါင်းစပ်ထားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်မှတ်ထားကြပါလူဆိုတာဘာလဲကိုယ်ခန္ဓာတစ်ခုနဲ့ဘာလဲဝိညာဉ်နှစ်ပါးပေါင်းစပ်ထားတဲ့တတ္တဝါဖြစ်တယ်လူဆိုတဲ့တတ္တဝါကိုခင်ဗျားတို့ကျမ်းစာအဟောမှာအဘိဓမ္မာထဲမှာဖတ်ဖို့တလားကျွန်တော်တို့လူအကြောင်းကိုလက်လာလွန်းလို့အဘိဓမ္မာထဲမှာဖတ်တယ်လူဆိုတာခြေနှချောင်းရှိ၍စင်စားစင်ချင်နိုင်စွာရှိသောတတ္တဝါကိုလူဟုခေါ်ပါသည်ကျွန်တော်စာထဲမှာအဲ့လိုပဲဒါမဲ့ခြေနှချောင်းရှိပြီးမှမစင်စားနိုင်တဲ့အဖွဲ့တွေလည်းရှိတယ်မဟုတ်လားဖယားဆိုတာနဲ့ဒါတကယ်ဖယားဟုတ်ရဲ့လားမသိဘူးနည်းနည်းလေးတကူပြတာနဲ့ဒါဖယားပဲ
ခရိယာမှာလေအတူတူပဲနည်းနည်းလေးတကူဆုတောင်းတာနည်းနည်းအိုးဖို့နမိတ်လက္ခဏာပြဟုတ်ပြီဒီလူဟာတကယ်လူတွေနမိတ်ကိုအရန်ကြိုက်တာဘာသာတိုင်းကလည်းကြိုက်တယ်ဇာနဲ့ကြွလာပြီဆိုမဟုတ်တာနည်းနည်းထူးဆန်းတာလို့မိခဲတွေနင်းပြီးတော့နည်းနည်းလမ်းလျှောက်လာဟုတ်ပြီကိုကိုရမယ်ထင်တယ်လူဆိုတာအဲ့လိုမျိုးတာမန်ထက်နည်းနည်းထူးခြားတဲ့နမိတ်လက္ခဏာပြတဲ့အဖွဲ့တွေကိုဟောတဲ့အဖွဲ့တွေများဒါကြောင့်မိစ္ဆာပရောဟိတ်တွေရှိတယ်မိစ္ဆာပရောဟိတ်တွေရှိတဲ့အခါမှာမင်းတို့ခတ်သိမ်းတဲ့ဝိညာဉ်ကိုမယုံကြနဲ့သူတို့ထဲမှာရှိတဲ့ဝိညာဉ်ဟာဖယားသခင်နဲ့ဆက်ဆိုင်သလားဆိုတာဘာလဲစုံစမ်းကြပါစစ်ဆေးကြပါကျွန်တော်တောက်တန်ကျမ်းကိုတစ်ချက်လောက်ကြည့်အောင်တောက်တန်ကျမ်းအခန်းကြီးလေးအပိုင်ငယ်23ကိုတစ်ချက်ကြည့်အောင်ဟုတ်ပြီကျေးဇူးပြုပြီးတော့အတူတကွဒီဥစ္စာကိုဖတ်ကြရအောင်နှလုံးဒီ1 2 3နှလုံးဒီခတ်သိမ်း sorry ပြန်ဖတ်ကြရအောင်နှလုံးဒီအသက်ဤအခြေအမြစ်ဖြစ်သောကြောင့်နှလုံးဒီစာကြောင်းနှစ်ကြောင်းကိုကျွန်တော်မှတ်အောင်မဖတ်နိုင်ဘူးနော်ကလားတွေအယောက်100လောက်ကရာတောင်တအားငီရနော်ကျွန်တော်တယောက်တည်းကဒီနှစ်ပိတ်ကိုမဖတ်နိုင်နှလုံးဒီတဲ့အသက်ဤဗာလဲအခြေအမြစ်ဖြစ်သောကြောင့်တင်းနှလုံးကိုအထူးသဖြင့်စောင့်ရှောက်လောကျန်းစာကြည့်မှာတယ်မကြည့်ဘဲနဲ့ပြောရင်တော့မှန်တယ်ကျွန်တော်အလွတ်စင်အဆင်ပြေတယ်ကြည့်မှာတယ်ဒါဆိုရင်နှလုံးဟာဘာဖြစ်တယ်လဲဒီကျန်းချက်ရအသက်ရဲ့ဘာလဲအခြေအမြစ်ဆိုတော့ဘာလဲဘာလဲဆက်ကြောအခြေအမြစ်ဆိုတော့ဘာလဲအဲ့ဒါကျွန်တော်ပြောတယ်အဲ့ဒါငါတိပြီးသားလို့ရှိမှအဲ့ဒါကျွန်တော်ပြောတယ်အခြေအမြစ်ဆိုတာဘာလဲဆိုရင်တော့အသက်ရဲ့အခြေအမြစ်ဆိုတာဒီကုခန္ဓာတစ်ခုလုံးရဲ့အတိတ်က main ဖြစ်တဲ့အသက်ရှင်တဲ့နေရာလေအရင်အမြစ်ကဘယ်နေရာဖြစ်တယ်လဲဆိုရင်နှလုံးဖြစ်တယ်ဒါကြောင့်ဘာဆောင်ရှောက်ရမလဲသင်ရဲ့နှလုံးကိုအထူးသဖြင့်ဆောင်ရှောက်ပါကောင်းမလေးတွေလည်းနော်ဒီမှာရှိဆုံးမှာကျွန်တော်ရဲ့မင်းသမီးချိုး2ယောက်ရှိတယ်အလှငွေကောက်နေတဲ့အပြူလည်း2ယောက်ရှိတယ်နှလုံးကိုကောင်းကောင်းမဆောင်ချောက်ဘူးဆိုရင်တော်ကြကောင်းလေးတွေခူးသွားနိုင်တယ်အဲ့ဒါကလောကအပိုင်းပဲရှိတယ်အဲ့ဒါလောကအပိုင်းလူတယောက်ကစိတ်နှလုံးကဘာ
ဒါမဲ့ဒီချိန်မှာမပြောင်းတော့မကောင်းတော့ဘူးဆိုတာပါလေစိတ်နှလုံးကမတန်တော့မကြည်ဖြိုးတဲ့ခါမှာဘာဖြစ်တယ်လဲမကောင်းတော့အဲ့အခုနပြောသလိုနော်ဒီမှာကောင်းမလေးနှစ်ယောက်ရှိတဲ့အတွက်ကြောင့်ဒီနှစ်ယောက်ထဲမှာတယောက်ကကောင်းလေးချောနှလုံးကိုလာယူတယ်လာဖားတဲ့ခါမှာနှလုံးသားကိုမဆောင်ရှောက်မိတဲ့ခါမှာပါသွားတာဒါချစ်တယ် तू မကောင်းတယ် तू အရက်တောက်တာလဲကိစ္စမရှိကွာဒါယောက်ျားပဲနေပါတော့မှာပေါ့နော် သူဆောင်းပြောတာမဟုတ်ဘူးနော်ကိုမြင်နည်းနည်းပါဟိုတော့တီးပါတယ်နော်ဒါတော့ယောက်ျားပဲကွာယောက်ျားပြည်တာတာပေါ့ဆေးလိုက်တော့ယောက်ျားပြည်တာမှာပေါ့ဒါပေမဲ့အကုန်လုံးသူ့ရဲ့အဆိုးကိုအဆိုးမှမသိဘူးအပြစ်ပြောင်းလဲကျွန်တော်ပဲအမုန်းခံရမှာဒါပေမဲ့ခဏနေတော့သူတို့နှစ်ယောက်ကလက်ဖိတ်ဆိုင်မှာလက်ဖိတ်တောက်တဲ့ခါမှာအဲ့ဒီအကြကွဲကကောင်မလေးကိုအရင်မပေးဘဲ तू ကစားလိုက်ရောအဲ့မှာငါ့ကိုဦးစားမပေးဘူးဆိုတော့စကားများကြတယ်အဲ့ဒါနဲ့ဘာမှမအဲ့လက်ဖိတ်ဆိုင်ထွက်တာနဲ့ကွဲသွားရောသူတို့ဆိုတော့ဒီကောင်မလေးကအဲ့ဒီကောင်လေးတားချစ်တယ်ဆိုတဲ့ကောင်လေးကိုဘယ်လိုမြင်တယ်လဲအမုန်းဆုံးဖြစ်သွားတယ်ကဘာပေါ်မှာဘာဖြစ်တယ်လဲအမုန်းဆုံးအချစ်ဆုံးကနေဘာပြောင်းတယ်လဲအမုန်းဆုံးဖြစ်သွားတယ်အဲ့ဒီလူမပြောင်းဘူးနှာခေါင်းလေးနည်းနည်းပါပြုတ်ပြနေတာလည်းမရှိဘူးပါဇက်လည်းမရွေ့ဘူးအဲ့ဒီတအားချစ်တော့ကပုံမယ်ဒါပေမဲ့အခုချိန်မှာအချစ်ဆုံးကအမုန်းဆုံးဖြစ်သွားတယ်ဘာလို့ဆိုတော့ဒီနှလုံးသားပြောင်းရင်ခန္ဓာကိုယ်တစ်ခုလုံးပြောင်းတယ်ဆိုတော့လူတယောက်ရဲ့အကျင့်ပြောင်းဖို့ဆိုတာကအပြင်ကနေပြောင်းလို့မရဘူးအခုနပြောတဲ့စိတ်နှလုံးထဲမှာရှိတဲ့စိတ်ဝိညာဉ်ဆိုတဲ့နေရာမှာဘုရားသခင်ဝိညာဉ်ဥဆောင်မှသာလေလူကိုကြည့်တဲ့အခါမှာအကောင်းဘက်ကနေကြည့်တတ်လာတယ်လူကိုမြင်တဲ့အခါမှာအကောင်းဘက်ကနေမြင်တတ်လာတယ်လူကနဲ့စကားလာပြောတဲ့အခါမှာအကောင်းဘက်ကနေနားထောင်တတ်လာတယ်အမှန်တကယ်တော့ဒီမျက်စိကမပြောင်းဘူးဘာပြောင်းတယ်လဲစိတ်နှလုံးပြောင်းတဲ့အခါမှာအမြင်ပြောင်းသွားတာဖြစ်တယ်အရင်တော့တအားကြိုက်တယ်စားကောင်းဆိုတဲ့ဥစ္စာတွေစားမကောင်းဖြစ်သွားတာပေါ့နော်မဟုတ်ဘူးဒီကောင်စားကောင်းမဟုတ်တော့အဲ့ဒါခဏကျွန်တော်လှည့်စားတာလူကလည်းတကယ်ကြီးရတယ်နော်အရင်တောက်ချင်တယ်ဆိုလည်းတောက်ချင်တယ်လို့မပြောဘူးနာမည်တွေပါတယ်တက်တာဒါစားကောင်းပေါ့နော်ဒါစားကောင်းမဲ့ကောင်းတယ်ကျမရဲ့ရတကယ်စားကောင်းတပင်းစားဖို့ကောင်းတယ်ဆိုခင်ဗျားကလေးတွေတိုက်ပါလားသူတို့ vitamin တက်ဆရာမလို့ဘူးမဟုတ်လားလက်နဲ့တက်လို့တိုက်လိုက်သူတို့ချလိုက်ရင်သူတို့ကဘယ်နှပကံစားမှတော့တိမှာပေါ့အဲ့ကလေးတွေလည်းတကယ်ကောင်းပါအဲ့ဒါစဉ်းစားမိတာအဲ့ဒါဖေတွေတောက်တယ်ဆိုကလေးတွေတခါတည်းမထူးပါဘူးအဲ့ဒါအဖေနဲ့သားပဲမဟုတ်လားချတို့စားကနေကဲချငါတို့မိသားစုတစုပဲအတူကချအောင်ခေါ်ဒါတီးတန်ထည့်စရာမလိုဘူးဆိုပြီးတော့ဟင်းရီတောက်ခွက်ထဲမှာထည့်ပြီးတော့အတူတကွဇွန်းနဲ့ချဆိုရီမိသားစုကဘယ်လောက်ပဲချက်ကုန်မှာနော်အဲ့ဒါစားကောင်းပဲလေအတိတ်ပဲတကယ်လေလိန်တာမဟုတ်ဘူးလေတကယ်စားကောင်းတာအဲ့ဒါတော့တကယ်စားလို့ကောင်းတာကျွန်တော်လည်းတောက်ခဲလို့တည်တာပေါ့နော်အဲ့ဒီတော့ကျွန်တော်ပြောချင်တာကိုသားသမီးတွေမလောက်စေချင်တဲ့အရာကိုကိုကမလောက်နဲ့ကိုလောက်ရင်သူတို့ကအတူယူရင်အတူယူအတက်တင်ဆိုတာဘယ်သူစီမှမတင်ဘူးအဖေအမေစီမှတင်တန်းတက်တာသူတို့တွေကမယုံကြည်နဲ့အဖေကမျက်မှန်တက်ရင်အဖေအပြင်ထွက်တာနဲ့မျက်မှန်မေ့ကြံကန်သူအချမှာအဲ့ဒါကလေးကအဖေစတိုင်အဖေကတောက်ရင်သူကနောက်ကနေချမှာအဲ့ဒါအမှန်တကယ်စင်အဖေကဆဲလိုက်တောက်ပြီးတော့ကလေးမတောက်ရင်အဲ့ဒါမဟုတ်တယ်သူအဖေကိုမလေးစားလာကြတာသူအဖေကိုသဘောကျရမှာအဖေတော့သူလိုက်တောက်ရမှာအဲ့ဒါမှတားကောင်းကဒါမှငါတားกว่าရွာတရွာမှာဆိုတော့ဆေးလိတ်ကိုလိုက်တာလေအဖေကလိုက်ပဲကြည့်နေအဲ့ဒါနဲ့ဆေးလိတ်မိချစ်ဖွာပြီးတော့သူ့ကလေးကိုပေးတာနောက်တည်းသူ့ထွက်လိုက်တာဟာမင်းခရခွန်းငါနဲ့ပဲရှိမင်းဘာလို့ဆေးလိတ်တဲ့ထူးပါဟုတ်လေငါတော့သူလဲလိုက်တော့မှာဆိုတခါတည်းလိုက်ပေးတာရှောက်တယ်ဆိုပြီးတော့ပြောတာအဲ့ဒါမှကိုရမှာရှောက်တောက်လဲအင်တွေပါမီးလောင်တော့မှအဲ့ဒါမှကောင်းငါရှိမှတောက်တော့ဘာမှဖြစ်ဘူးတဲ့သူမီးလို့နေမှာဝသူခလေးအကွယ်မှာမီးချစ်တွေနဲ့တွားချတော့အင်မီးလောင်လဲအဲ့ဒီနေရာကဒဏိတွေနဲ့ဆိုတော့မလွယ်ဘူးလေသူရှိမှပေါ်တယ်တောက်ဆိုပြီးတော့အဲ့ဒါဖေကိုငါရန်သဘောချတာပြောချင်တာပါလဲဆိုရင်လူတယောက်ပြောင်းလဲဖို့ဆိုတာကနှလုံးကနေပြောင်းမှာဆိုတော့ဒီနှလုံးဟာခတ်သိမ်းတော့ဒီအသက်ရဲ့အခြေအမြင့်ဖြစ်တဲ့အခါမှာလူဟာနှလုံးကောင်းရင်အာရာအားလုံးကောင်းတယ်လူဟာနှလုံးမကောင်းရင်အရာအားလုံးမကောင်းတော့ဒါကြောင့်လူတယောက်ဟာနှလုံးမကောင်းတဲ့သူပဲလို့ပြောတယ်လေနှလုံးယောဂါရှိတယ်လို့မပြောဘူးစိတ်ဓာတ်မကောင်းဘူးခင်ဗျာစိတ်မကောင်းဘူးစိတ်ဓာတ်မကောင်းဘူး
စိတ်ဓာတ်မကောင်းတာကစိတ်ဓာတ်ကိုမြင်လို့မှမရတာမဟုတ်လားစိတ်ဓာတ်ကြီးတဲ့မှန်ဘလို့လည်းမရှိဘူးဘလို့လို့သိတယ်လဲအကျင့်အားဖြင့်သိတာဖြစ်တယ်ဆိုတော့ဒီတကူလုံးကိုထိန်းချောက်တာဘယ်မှာသွားမြင်ရတယ်လဲဆိုရင်အကျင့်မှာအသက်တာမှာမြင်ရတဲ့အတွက်ဒီလူတယောက်ဟာအသက်ရှင်တဲ့ချိန်မှာထူဖျားသခင်ရဲ့ဝိညာဉ်ဒီကိုဆောင်းတဲ့ဆိုတဲ့နေရာမှာဖျားသခင်ဝိညာဉ်ကနေရာမယူဘူးဆိုရင်တေရာနဲ့ချက်ချင်းဒီလိုဖျားတရားစီမှာဖြစ်တယ်ဒီဝိညာဉ်ဟာငါနဲ့မဆိုင်တဲ့ဝိညာဉ်ဖြစ်တယ်။သွားမင်းတို့ငရဲသွားပါလို့မင်းတို့ငါတရားစီမယ်ဆိုပြီးကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်ခတ်သိမ်းသောဝိညာဉ်ကိုမယုံကြနဲ့ခမည်းတော်ကိုမောင်းနေနေတဲ့ထိန်းချောက်နေတဲ့ဝိညာဉ်ဟာငါဖျားသခင်ရဲ့တန်ရှင်သောဝိညာဉ်ဖြစ်ခြင်းနဲ့ဒါကြောင့်ငါသည်နောက်နယ်လိုက်ဆိုပါအောင်ငါသည်တကားရှိမှရဲ၍ခေါက်လက်နေ၏အကျဉ်သူသည်ငါအတန်ကြား၍တကားဖွင့်အံ့သူနဲ့အတူငါဝင်စားမည်ဖျားသခင်ကကျွန်တော်ကိုတကားခောက်တာပင်ညာတကားခောက်တယ်လေဆိုရင်စိတ်နှလုံးကိုတကားခောက်တာဖြစ်တယ်အဲ့ဒီချမ်းချက်ကိုကျွန်တော်တို့တွေ့နိုင်မလားမသိဘူးတစ်ချက်ကြည့်အောင်ပြရချမ်း20နဲ့ဘယ်လောက်26လားဟုတ်လားငါတာတင်နှလုံးကိုငါအပေလို့ဆိုရချမ်းချက်တုတ်တန်20နဲ့3အပိုင်ငယ်16လားပထမဆုံးတွေ့တဲ့လူဟမ်ပထမဆုံးတွေ့တဲ့လူကိုလည်းဖဲ့တိုက်မယ်စီစဉ်ပြတဲ့အခါမှာဒီကဖြိုးတဲ့ဥစ္စာအပိုင်ငယ်26ဟုတ်ပါတယ်26မှန်ပါတယ်ကျွန်တော်အပိုင်ငယ်26ကိုကျွန်တော်ကြည့်ကြည့်အောင်အားလုံးတူတူကလိုက်ဆိုရအောင် ready 1 2 3ငါတာတင့်နှလုံးကိုငါအားပေးလို့တင့်မျက်စိတို့သည်ငါတွားသောလမ်းကိုကြည့်မှတ်ပါစေဟုတ်ပြီငါတားလို့ပြောတဲ့အခါမှာတားကအဖေကဘာကိုလူချင်းတယ်လဲဆိုရင်ကျွန်တော်ရဲ့စိတ်နှလုံးကိုပဲသူလူချင်းတာဖြစ်တယ်ဒါကြောင့်အခုပြီးတဲ့အခါမှာနေရာပေးပါဆိုတဲ့တခြင်းကျွန်တော်မဆိုလေရတဲ့နော်ဒီဥစ္စာကိုကျွန်တော်ဆိုရအောင်နော်ဒီစီစဉ်ပြီးတဲ့အခါမှာနောက်ဆုံးအပိုက်တခြင်းမှာနေရာပေးပါစိတ်နှလုံးပေးပါတယ်ကိုရောအုပ်ဆိုးပါငါစိတ်နှလုံးကိုနေရာပေးပါတယ်ဆိုတဲ့တခြင်းဆိုတော့မိတ်ဆွေဒီနေ့ဖခင်ကတင့်ရဲ့နှလုံးသားမှာ तू ကနေရာယူချင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့တင့်ကိုထိန်းချောက်ချင်တယ်တင့်ကိုအုပ်ဆိုးချင်တယ်ပြောချင်တာကတင့်ကိုထိန်းမမှဘာလို့စေချင်တယ်လဲဆိုရင်တင့်ကိုသူ့ရဲ့အလိုအတိုင်းအသက်ရှင်စေချင်တာဖြစ်တယ်ဒီလိုပါပဲစာတန်ကလည်းတင့်နှလုံးကနေတင့်ကိုထိန်းချောက်ချင်တယ်စာတန်ကတင့်ကိုထိန်းချောက်မယ်ဆိုရင်ဒီလောကီဒီကိုဆောင်တဲ့ကနေတင့်ကိုထိန်းချောက်ပြီးမှဘာလို့စေချင်တယ်လဲဆိုရင်မင်းကိုပျက်စီးဖို့အတွက်လမ်းပြမှာဖြစ်တယ်ပျက်စီးတဲ့နေရာမှာတင့်ကိုထိန်းချောက်မှာဖြစ်တယ်ဒါပေမဲ့ခရစ်တော်ကငါဟာတဲ့တူထင်ကောင်းတော့တူထင်ဖြစ်တယ်ငါတာမင်းတို့နေရာပေးမယ်ဆိုရင်မင်းတို့အသက်တမကောဘာအသက်ပေးမယ်လို့ပြောတယ်လေကျွေဝတော့အသက်ပါပေးမှာဖြစ်တယ်တဲ့မင်းတို့ကျွန်တော်ကြမ်းချက်တစ်ချက်ကိုကျွန်တော်ဖတ်ချင်ပေမဲ့နည်းနည်းရှားရတယ်နည်းနည်းခက်နေလို့စာတန်ကလူကိုထိန်းချောက်တဲ့အခါမှာဘယ်လိုထိန်းချောက်တယ်လဲဆိုရင်သူ့အလူဆန္ဒလုပ်ဖို့သူ့ကိုဖျက်ဆီးဖို့လူကိုထိန်းချောက်တယ်ဆိုပြီးတော့ကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်။ဒါကြောင့်မိတ်ဆွေတင်မတည်သေးဘူးအသက်ရှင်သေးတယ်အသက်ရှူသေးတယ်ဆိုရင်မိတ်ဆွေကိုဖခင်သခင်ကဘာဖြစ်စေချင်တယ်လဲဆိုရင်တင့်နှလုံးသားထဲမှာသူကနေရာယူခြင်းတယ်သူ့ကိုနေရာပေးဖို့တင်နှလုံးသားတကားကိုဖွင့်မှတာလဲသူနေရာယူနိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အသက်ရှင်တဲ့အချိန်မှာဖခင်သခင်အုပ်ဆိုးမှုခံမယ်ဆိုရင်ခမည်းကြိုးစားပြီးတော့လူကောင်းကြီးလောက်ဆရာမလို့ဘူးသူကထိန်းချောက်ပြီးတော့အလိုလိုအကျင့်ဖြစ်သွားမှာဖြစ်တယ်အကျင့်ဖြစ်သွားမှာဖြစ်တယ်အကျင့်ဆိုတာခမည်းတော်သဘောပေါက်မှာပါအကျင့်ဆိုတာကကျွန်တော်ကြိုးစားအထောက်ပြီးတော့ကောင်းဖို့မဟုတ်ဥပမာကျွန်တော်ကျမ်းစာကြောင်းတက်တုန်းကအိန္ဒိယမှာကျွန်တော်ဆရာတယောက်ရှိတယ်ဆရာတယောက်ကသူကမျက်စိတိတ်မကောင်းဘူးလေမျက်စိတိတ်မကောင်းတော့သူပြောတဲ့ခါမှာအဲ့လိုမျက်စိကအဲ့လိုခဏနာလောက်တယ်ကြည့်တဲ့ခါမှာအဲ့လိုခဏနာလောက်တယ်အဲ့ဒါကိုကျွန်တော်တကယ်ချင်းတယောက်ကအရန်သဘောကျတာဘယ်လိုသဘောကျမှမသိဘူးအဲ့ဒါကိုသူလည်းလောက်တယ်ဒါပေမဲ့သူတတိယအခါမှာပဲလောက်လို့ရတယ်သူမဲတဲ့ခါမှာတော့မဲသွားတယ်အဲ့ဒီဥစ္စာဘ
ဘာလို့အဲ့ဒါသူ့အကျင့်မဟုတ်ဘူးလေဆရာကျတော့သူ့အကျင့်ဖြစ်တာမျက်စိအကျော်ဆွဲတယ်ဆိုတော့သူ့အကျင့်ဖြစ်တာကျူးစားဆရာမလို့သူ့အတူနေဆွဲပေးတာဖြစ်တော့တယ်အဲ့ဒါဥစ္စာကျွန်တော်ဘာပြောချင်တယ်လဲဆိုရင်ဒီကျွန်တော်တို့ကောင်းတဲ့အသက်တာကောင်းတဲ့အကျင့်ဆိုတာကစိတ်နှလုံးထဲမှာအောက်ဆိုးသောသူနဲ့ဒါသက်ဆိုင်တာဖြစ်တယ်အဲ့ဒီအရာအပြင်တင်ဟာအကျင့်ဖြစ်လာမှာအလိုလိုဖြစ်လာမှာလူကိုချစ်တာကျူးစားဖို့မလွယ်ဘူးလူကိုချစ်တယ်ဆိုတာကျူးစားမယ်ဆိုခမည်းသားသမီးတွေတော့မှခဏတော့ချစ်လို့ရမှာခမည်းစကားနားမထောင်ဘူးဆိုရင်မင်းအမွေကနဲ့တစ်သက်လုံးဆွလွတ်လိုက်ပြီကွာခလေးတော့မှသူ့သားသမီးတော့မှဆွလွတ်ရတယ်ပြောချင်တာကဘာလဲဆိုရင်ချစ်ချင်းမေတ္တာဆိုတာကလည်းအမှန်တကယ်ကျွန်တော်ဒီတစ်ပတ်ကိုဖြစ်နိုင်တယ်ဆိုရင်အဲ့ဒါချစ်ချင်းမေတ္တာအကြောင်းကိုကျွန်တော်ပြောချင်တာနောက်တစ်ပတ်ကျွန်တော်ဒီမှာဆရာတစ်ပတ်ဒီကျွန်တော်ဒီဥတ္တမောင်ရှင်တရားဟောပြီးတဲ့နောက်မှာချစ်ချင်းမေတ္တာဆိုတာဘာလဲဆိုတာထပ်ပြီးတော့ကျွန်တော်ပြောလိုက်မယ်အဲ့ဒီအရာကအဲ့ဒီအချင်းကကြိုးစားတာမဟုတ်ညှစ်ထောက်တာမဟုတ်သူ့အတူအလူလူထွက်လာတာဖြစ်တယ်အဲ့ဒီကောင်းသောအသက်တာရှိစေခြင်းနဲ့အဲ့ဒီအချင်းကြောင့်ခမည်းကိုတရားစီရင်တဲ့အခါကျရင်ဘာဖြစ်မလဲအခုနကျွန်တော်ကျမ်းစာထဲမှာဖတ်တဲ့အတိုင်းပါပဲလူဟာတခါရီးတည်ပြီးတော့တရားစီရင်ခြင်းခိုင်းမှာဖြစ်တဲ့အတွက်ကြောင့်ဒီတရားစီရင်ခြင်းမခိုင်ခင်မှာခမည်းရဲ့ဝိညာဉ်ကိုသူဟာအုပ်ဆိုခြင်းတာဖြစ်တယ်ဘာသာရေးမဟုတ်ဘူးကောင်းတဲ့အကျင့်တွေကောင်းတဲ့အရာတွေကောင်းတဲ့ကုသိုလ်တွေလှုပ်ဖို့အဲ့ဒါမဟုတ်ဘူးအရေးကြီးတာတင်းရဲ့စိတ်နှလုံးမှာစိတ်ဝိညာဉ်ကိုသူကအုပ်ဆိုခြင်းတာအဲ့ဒါကိုပဲစစ်မှန်တဲ့ခရိယာစစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာအဲ့ဒီတစ်ခုပဲအရေးကြီးဆုံးဖြစ်တယ်ဆိုတာဒီကျမ်းစာထဲမှာဖော်ပြထားတာဖြစ်တယ်အဲ့ဒီကြောင့်နောက်ဆုံးကျွန်တော်ပြောချင်တာကငါဝိညာဉ်မရတော့သူဒီငါနဲ့မဆက်ဆိုင်တဲ့ဘုရားသခင်ကဘုရားသခင်ဝိညာဉ်မရှိတော့သူကဘုရားသခင်နဲ့မဆက်ဆိုင်တဲ့သူတွေဖြစ်တယ်ဆိုပြီးတော့ဖော်ပြတဲ့အတွက်ကျွန်တော်အားလုံးကဘုရားသခင်ရဲ့ဝိညာဉ်ကိုရစီစေခြင်းနဲ့ပိုင်ဆိုင်စေခြင်းနဲ့သူဘုရားသခင်ကိုကျွန်တော်စိတ်နှလုံးတကားဖွင့်ပြီးတော့ကျူဆိုမှတားလင်သူ့နေရာပေးမှတားလင်သူဟာကျွန်တော်ကိုအုပ်ဆိုးမှဖြစ်တယ်ဆိုတော့ကျွန်တော်ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဒီနေ့ကျွန်တော်အားလုံးပုံမှာဖျာရှင်အတိတ်တဖန်ကောင်းကြည့်ပေးပါစေကျွန်တော်နေရာပေးပါ၏ဆိုတဲ့တခြင်းကိုကျွန်တော်အထူးတကွာတည်ဆိုမယ်တည်ဆိုပြတဲ့အခါမှာကျွန်တော်ကောင်းကြည့်ပေးခြင်းနဲ့ကျွန်တော်အဆုံးသက်ကြရမှာဖြစ်တယ် keyboard နဲ့ပဲတီးပေးလိုက်ပါနော် keyboard တစ်ခုထဲနဲ့ပဲအပါတင်မှာပြန်လို့မထင်ကဲဒါဆိုကျွန်တော်အားလုံးမတည့်ရကြရအောင်နော်ကျွန်တော်ခန်းစားချက်ကောင်းတာမကောင်းတာမိသားစုအဆင်ပြေရမပြေတာနဲ့မဆိုင်ဘူးဖျားသခင်ကိုချီးမွမ်းတဲ့အချိန်တည်းမှာချီးမွမ်းရမှာဖြစ်တယ်ဝမ်းနေတဲ့အချိန်မှာလည်းကျွန်တော်ဖျားကိုပထမဆုံးတရိယာပါသူဖျားသခင်ကကျွန်တော်အနာမှာအမြဲတမ်းရှိတယ်နှစ်သိမ့်ပေးတယ်သူ့ကိုအမြဲတမ်းနေရာပေးပါဝမ်းတာရင်လားငါဝမ်းတာတော့ကွာဆိုတခြားလူထက်ဖျားသခင်ကိုအရင်တရိယာပါဖျားကိုနေရာပေးပါအဲ့ဒါဖျားသခင်နှစ်သက်တဲ့အရာဖြစ်တယ်
လက်နဲ့ကျွန်တော်တို့ရင်ပတ်ကျွန်တော်နှလုံးကိုကန်ရအောင်ညဖက်လက်နဲ့နှလုံးကိုကန်ပြီးတော့ကျွန်တော်ဆုတောင်းပြီးတော့ကျွန်တော်တို့အဆုံးသတ်ကြရအောင်ဟာလေလုယာအသက်ရှင်၍ကျွန်တော်ရဲ့ကိုယ်ခန္ဓာတမကကျွန်တော်ရဲ့စိတ်နှလုံးကျွန်တော်ဝိညာဉ်ကိုပိုင်တာတော်မူသောဖခင်ယနေ့ကိုယ်ရဲ့နှုတ်ကပတ်တော်ကျမ်းစာထဲမှာဖွင့်ပြဖော်ပြထားတဲ့အတိုင်းယနေ့ကိုရှင်ဖျားကျွန်တော်ရဲ့နှလုံးသားထဲမှာကိုယ်တော်နေရာယူတော်မူပါယနေ့ကိုရှင်ဖျားမိမိရဲ့နှလုံးကိုလက်နဲ့ခိုင်လက်နဲ့ဖိလဲကိုရောကိုနေရာပေးတော်သူအရောက်စေဓာတ်ရဲ့နှလုံးသားထဲမှာဝိညာဉ်တော်ဖျားကျင်းဝက်လေနေရာယူပါမည်အကြောင်းယေရှုနာမဖြင့်ဖိတ်ခေါ်ပါတယ်ယနေ့ကိုရှင်ဖျားမိမိရဲ့နှလုံးသားမှာကိုရောကိုနေရာတော်ပေးတော်သူတွေရဲ့အထဲမှာအိုးကိုရောဝိညာဉ်ကျင်းဝက်လေသူတို့ရဲ့အသက်တာကိုအောက်ဆိုးလေကိုရောဘုံတော်ထင်ရှားစေတဲ့တာမကလောကီ၌လည်းအမြင်မဟုတ်ဘဲနဲ့ဥခေါင်းဖြစ်စေသောဖရာတကယ်ဝိညာဉ်မြတ်ပိုင်ဆိုင်ပါမည်ကြောင်းသူတို့အားလုံးကိုယေရှုနာမဖြင့်ကောင်းချီးပေးပါတယ်သူတို့ရဲ့အသက်ရှင်တဲ့ကာလပတ်လုံးတမကနောင်တမလွန်ဘဝအထိကျွန်တော်ကိုကောင်းကင်တဲ့အထိပို့ဆောင်နိုင်သောဝိညာဉ်တော်ဖရာကျွန်တော်အားလုံးနေရာပေးပါတယ်ကျွန်တော်ရဲ့အသက်တာကိုအုပ်ဆိုးပါတွင်တင်ပါဖရာတကယ်အလိုတော်တိုင်းအသက်ရှင်တတ်ဖို့လမ်းပြပါစကားပြောပါယနေ့ကနေ့စပြီးတော့ထာဝရတဲ့ကိုယ်ဝိညာဉ်အဖြစ်ကျွန်တော်ကိုတွင်တင်လဲလမ်းပြလဲကျွန်တော်အသက်တာမှာဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းအဖြစ်နေရယူလဲအိုးကျွန်တော်ရဲ့အလုံးစုံကျွန်တော်မျက်စိကျွန်တော်ရဲ့ကိုယ်ခန္ဓာအလုံးအာယုံ၅ပါးမှအစဝိညာဉ်အာယုံ၅ပါးမြတ်မှအဆုံးနေရယူလဲထင်းချောက်လဲအောက်ဆိုးပါမြေအကြောင်းယနေ့ကျွန်တော်ဆုတောင်းကောင်းချီးပေးတဲ့အခါမှာခမဲတော်တာတော်တန်ရှင်တော်ဝိညာဉ်တော်ကိုနာမကိုမြှပြုလဲအလိုရည်တည်စောနဲ့ဆုတောင်းကောင်းချီးပေးပါရမည်ဆိုတော်ဖေဟာအာမင်အားလုံးဖျားရှင်ကောင်းချီးပေးပါစေ